ဒီနေ့မှာတော့ဆွေမင်းတနုဖြူညရစာတွက်ပြီးကျွန်ုပ်နဲ့ညောင်းမင်းသစေးဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မတော်ပြသူမတ်တက်ယူဆိုတဲ့စကားအတိုင်းလာပြသူရဲ့အေးချက်ကတော့ကန်းကုန်ပဲ။ဒါကြောင့်လည်းအိယာမှာနိုးပြီးမထသေးဘဲနဲ့ကျွန်ုပ်လည်းအိယာပြင်မှာစိန်နဲ့ကွေးနေမိတယ်။ဘိုက်စာလာမှပဲထတော့မယ်။ဆရာတော့အိတ်တုံးမလားထပါအောင်ဗျ။ဒုက္ခပါပဲ။မထားမချင်းနှိုးနေမယ်ပုံမို့ကျွန်တော်လည်းစိတ်တူစွာနဲ့အိယာမှထားတယ်။ဘာလဲကွာဘာလဲမရှိတဲ့ရီစာလင်တော့လိုက်သွားလို့လားဆရာတို့ကလည်းတပည့်ကျကြည့်ပါအောင်လိုက်ရလားလို့အခန်းပြင်ရောက်တော့ဘိုက်ကလေးကိုကြည့်လိုက်တော့အားကစားဝတ်စုံစတိုင်တင်းနေတယ်။လမ်းလျှောက်ထွက်မလို့လေကျမကြီးပေါ့ဒီပါအောင်ဒါရီဘသူစီကငါ့ဝက်လာပြန်တာတော့ဆရာတို့ကလည်းလူကိုအထင်သေးလိုက်တာဒါမြိုင်းသာဈေးသွားပြီးတော့ပုံစတိုးကနေစိတ်ကြိုက်ရွေးပြီးဝဲလာတာဗျပုံစတိုးဘယ်နှကလဲကျွန်တော်လည်းမတွေ့မိပါလားသိပြီငပိရောင်းတဲ့ဒေါ်ကြီးပုံငပိမရောင်းတော့ပဲစတိုးဆိုင်ဖွင့်လိုက်ပြီပေါ့လေဟုတ်လားငါနော်ဆရာတို့ကလည်းပုံစတိုးဆိုတာလမ်းမေးမှာဖျားခင်းပြီးတော့ရောင်းတာဗျဆရာတို့ကိုရှင်းပြနေရတဲ့ပုံဝင်းချင်ကကြားကုန်တော့မှာပဲတော်ကြယူပါခင်တို့တာဖာအိရှိကဖျက်လျှောက်တော့ကြားသွားရင်ကျွန်တော်တိတ်ခါတော့ပဲ့သွားတော့မှာပဲကဲသွားပြီဖြိုသွားပြီယူပါခင်ဆိုမှပဲဒင်းအားကစားဝတ်ဆောင်ဝတ်ပြီးတော့စောစောစီစီကြွတက်နေခြင်းကိုကျွန်တော်ရေးစားမိတော့တယ်ဒါကြောင့်ယူပါခင်ဆိုတာကရွာတောင်ပိုင်းကဦးမြခင်ရဲ့သမီးသူနာပြုတင်နေပြီးလို့လုပ်ငန်းခွင်မဝင်ခင်ရွာခဏပြန်ရောက်နေသူလေးဖြစ်ပါတယ်ဦးလေးတော့နေကောင်းတယ်နော်ကောင်းပါတယ်ရွာပြန်ရောက်လာတဲ့ယူပါခင်ကပုံပြက်ပန်းပြက်ဝါဖြူပြီးယောဂမျိုးစုံကန်ထရိုက်ဆွဲထားတဲ့သူ့ဖခင်ကိုစမ်းသက်စစ်ဆေးပြီးစေကုသပေးပါတယ်ဖေဖေရဲ့ခန္ဓာကိုယ်ကြီးကလည်းဒီလောက်ဝနေရင်ယောဂတွေလည်းဝနေမှာပေါ့ဖေဖေရဲ့အိမ်တော့ဟုတ်မယ်သူတို့ဝလာလို့ငါနေလို့မကောင်းတာများလားပြီးတော့ကိုလက်လေးချက်ညာလေးမှန်မှန်လုပ်ရမယ်ဒါမှဖေဖေအစီတွေကြပြီးတော့ကိုရည်လက်ဆက်ကျမ်းမာရေးလည်းကောင်းပြီးတော့လူငယ်လေးလိုပြန်ဖြစ်သွားမှာတကယ်ပေါ့ဒါကြောင့်ဒီမှာရှိနေတော့မနေ့တိုင်းဖေဖေနဲ့စောစောထားပြီးတော့လမ်းလျှောက်ကြမယ်နော်ရှောက်မယ်ယူပါကင်တို့တားဖမနေ့တိုင်းလမ်းလျှောက်ထွက်တဲ့တဲ့င်းကိုဘိုက်ကလေးကတားကောင်ချောင်းလေးရှိတဲ့မိုးစိုးပီအနက်ခံမိသွားတယ်မဟုတ်လားဒါကြောင့်လဲပုံတူပတ်ဆက်စတူးမှာအကောင်းဆုံးအားစားအင်ဂျီဝယ်ပြီးယူပါကင်ကိုခေါ်ယူခွင့်မှုစူးစမ်းနေကြမှာဟာမောင်ဘက်ကလေးဘီယိုလမ်းလျှောက်ထွက်တာလားကွာဟုတ်ကဲ့ကျွန်တော်မနေ့တိုင်းလမ်းလျှောက်ထွက်နေကြလေဖေရဲ့ဦးရဲ့တရားလောက်မလျှောက်ရရင်ပဲနီးရတာတမျိုးကြီးလေဒါနဲ့ဦးကရောနေတိုင်းလျှောက်တာလားအရင်ကမတွေ့မိတယ်လို့ပဲအေးကွယ်ဦးကတော့အခုမှစပြီးလျှောက်တာပါသမီးကကျမ်းမာရေးနဲ့အနီးညွတ်အောင်လမ်းလျှောက်ရမယ်ဆိုလို့ဟုတ်တာပေါ့ဦးရဲ့ကျမ်းမာရေးကောင်းမှုဆိုတာအရွယ်သုံးပါလုံးအတွက်အရေးကြီးတယ်မဟုတ်ဘူးလားမယူပါခင်ရဲ့ရှင်ဟုတ်ကဲ့ပါရှင်ကျွန်တော်တို့ကကျမ်းမာရေးကိုပို့ပြီးကြိုးစားရတယ်ကိုသာမိုးဆိုးဆိုတော့တက်လုံကောင်းမှုလည်းလိုတယ်မဟုတ်လားဒီတော့ချွေးထွက်များမှသွေးထွက်နေမယ်ဆိုတဲ့စောင့်မှုအတိုင်းကြည့်ကြရတာပေါ့ဦးရဲ့ဟုတ်တာပေါ့အေးကွယ်အရင်ကတော့အာရောချန်ပရမန်လာပဲဆိုတာကိုလေးနက်နက်သဘောမထားမိအောင်အခုကျတော့လူလဲယောဂဆုံးသမီးကလည်းရှင်းပြလို့ကိုယ်လက်လှူရှားမှုရဲ့တန်မှုကိုသိလာပြီပေါ့ကွယ်ဝမ်းသာစရာပေါ့ဗျာဘာပဲပြောအခုဆိုဦးတို့ယူပါခင်တို့နဲ့ကျွန်တော်ကဝါသနာတူသွားပြီဆိုတော့အမြင်ချင်းဖြစ်လေလို့ရှားပြီပေါ့နော်မယူပါခင်ဟုတ်ကဲ့ဒါဆိုဒီနေ့ကစပြီးဦးတို့မယူပါခင်တို့စောင့်ပြီးလမ်းလျှောက်ဖို့လုပ်ပေးပါမယ်တိတ်ကောင်းတာပေါ့ကွယ်ဒီလိုနဲ့အရင်ကဆိုစောထားဖို့အပေါက်မတက်နှိုးရတဲ့ဘိုက်ကလေးကအခုတော့ဝရိယကောင်းစွာနဲ့နေ့စဉ်လမ်းလျှောက်ထွက်နေပါတော့တယ်ရခင်ရများကဆိုလမ်းလျှောက်ပြန်လာရင်မှုရတဲ့မျက်နှာလေးနဲ့ပြန်လာတတ်တဲ့ဘိုက်ကလေးကဒီနေ့မှတော့ဘာလို့အလိုမကျနိုင်မသိအောင်မျက်နှာစုပုတ်နဲ့ပြန်ရောက်လာပြီးမကြခင်မှာလူပြိုကြီးစောတက်မောင်ရဲ့အပြင်မှာခေါ်တဲ့ကိုကြားလိုက်ရတယ်ဆရာတို့အလိုလေးစောကြီးတယောက်ကလည်းအားကစားဝတ်စုံနေပါလားဘိုက်ကလေးကထိုင်နေရမှစက်ကနေထားလိုက်ပြီးဟိတ်ကောက်စောကြီးမင်းကတခုတတိပေးလိုက်မယ်နောက်ရက်တွေလမ်းလျှောက်ရင်မြင့်မတာရွာမြောက်ပိုင်းကိုသွားလျှောက်ငါတို့ဘက်ကိုလာမလျှောက်နေထားပဲ
အောင်မေဟစ်ကောင်လမ်းလျှောက်တာပဲကွာကိုလျှောက်ချင်တဲ့နေရာလျှောက်မှာပေါ့မင်းတတိပေးစရာမလိုပါဘူးဘိုက်ကလေးမျက်နှာဆူလာရခြင်းအကြောင်းကိုကျွန်တော်ရိပ်စားမိနေပြီရူပါကင်ကိုဂေါ်ရေးဖွင့်ရမှာကြိုင်မဲ့ရှိလာလို့ခွက်ဆောင်ခုတ်ခြင်းဖြစ်ပါတယ်သူပြောမှပဲကဲပါရီဖြစ်ကုန်ပြီတော်ကြစမ်းပါကွာမင်းတို့ကလည်းစောစောစီစီကလေးမဟုတ်ပဲနဲ့အဲ့ဒီလိုကလေးတွေမဟုတ်လို့အခုလိုပြဿနာတက်တာပေါ့ဆရာတို့ရဲ့ကျွန်တော်တို့ကကလေးမဟုတ်ကြတော့နှလုံးသားတွေကတောင်းတလာတဲ့ချစ်ချင်းအဲ့လေချင်းချင်းမားကုန်ပါပြီချစ်ချင်းမြတ်တာမွတ်သိပ်စွာနဲ့ဟာတော့ပါတော့ကျွန်တော်လည်းစိတ်တူတူနဲ့ဘိုက်ကလေးကိုအော်ပြလိုက်ပြီကဲစောကြီးဘာကိစ္စလဲပြောဆရာတို့ကိုတကြီးကခေါ်ခိုင်းလိုက်လို့ဟုတ်တယ်ချောင်းဆက်မှာအလောင်းတစ်လောင်းတွေ့လို့တဲ့ဟမ်အလောင်းတစ်လောင်းဆိုပါလားကျွန်တော်တို့ရွာမှာကြားရခဲ့တဲ့သတင်းပဲဒီလောက်အရေးကြီးတဲ့သတင်းကိုအရင်မပြောဘဲနဲ့မာကိစ္စနဲ့ရန်ဆောင်နေတဲ့ဒင်းတို့နှစ်ဦးကိုနရင်ထားရိုက်ခြင်းစိတ်ကိုမနေ့ကချုပ်ထိန်ထားတယ်ငါတော့မင်းတို့ကွာအရေးကြီးတာကိုအရေးကြီးတယ်လို့မလုပ်ခဲနဲ့အရေးမကြီးတာကိုအရေးကြီးနေလို့အရေးကြီးတဲ့ကိစ္စတွေနှောင့်နှေးကုန်ပြီဟောဒါနဲ့နေစမ်းမအောင်တည်ရဲသူကဘာတူလဲမသိဘူးဗျမနက်ကလည်းအစောကြီးဆိုတော့ဘယ်သူမှတိတိကျကျမကြည့်ရသေးဘူးဒင်းတို့မင်းနေလို့လေဒီထက်ပိုသိရမှာမဟုတ်လို့ကျွန်တော်လည်းချောင်းရိုးစီကိုသာအပြေးတော့ခဲ့တယ်ချောင်းရိုးမှာလူတွေကစူယုံလုပ်နေကြပြီတယောက်တစ်ပေါက်ပြောဆိုစူညံနေကြတယ်တကြီးကျွန်တော်ရောက်ပါပြီခမည်းဗျာခေါ်ခိုင်းလိုက်တာကြားလာပြီအခုမှပဲရောက်လာတော့တယ်နေရတကတုံနေနဲ့ဒါကြောင့်ခမည်းတို့မတိုးတတ်တာဟွန်းဘာမှလည်းမဆိုင်ဘူးလူရှိသူရှိဆိုရင်ဩဇာအာဏာပြတတ်တဲ့တကြီးအကြောင်းသိပြီးသားကျွန်တော်လည်းဘာမှပြန်ပြောမနေတော့ပဲတေဆုံးနေသူအမျိုးသမီးရဲ့အနီးကိုတွားပြီးကြည့်လိုက်တော့ဓာတ်တရားနဲ့တေဆုံးသူဟာရွာလေပိုင်းမှာဒေါ်တူရဲ့သမီးမက်ခရီဖြစ်နေတော့အံ့ဩစွာတွေ့လာရတယ်ဟာခီးပါလားဘလို့ဖြစ်တာပါလဲထို့စဉ်အာနိုးလာမှုတွားရောက်အကြောင်းကြားလို့ရိုင်းသားရဲစခန်းမှာစက္ကန့်မှုနဲ့တာဝန်ရှိသူများရောက်လာကြပြီးလူအပ်တဲ့စစ်ဆေးမှုများပြုလုပ်ရှာမှာစကမ်းမှုတေသူရဲ့လက်ထဲမှာဒီစာကိုတွေ့ပါတယ်စာမခေရဲ့ချစ်သူမောင်မဦးမခရီးကိုဒီနေရာကိုလာခဲ့ဖို့ချင်းဆိုထားတဲ့စာဖြစ်နေတယ်ဒါဆိုမောင်မဦးကိုခေါ်ပေါင်းတခြင်းဟုတ်ကဲ့ဒီလိုနဲ့မောင်မဦးကိုခေါ်ခိုင်းရမောင်မဦးပါမလာပဲနဲ့သူ့အမေဒေါ်ရင်မိသားပါလာပြီသားလေးကမနေ့ကလေးကအင်ကိုပြန်မလာပါဘူးရှင်မနေ့ကဆိုတာဘယ်ချိန်ကလေးကလဲညနေပိုင်းလောက်မှပါရှင်မောင်ဖဦးနဲ့ပတ်သက်လို့ဘာများထူးထူးခြားခြားသတိပြုမိသေးတယ်ဟုတ်ကဲ့သားလေးကစိတ်ညစ်နေတာတော့တော်တော်ကြာပါပြီဒါပေမဲ့မနေ့ကတော့တနေ့လုံးတချင်းလေးတအေးနဲ့မို့ကျမတော့မေးကြည့်မိသေးတယ်မေးကြည့်တော့သူကဘာပြောလဲဘာမှမပြောဘူးရှင်အချိန်တန်တော့အမေတိတ်မှပေါ်လို့ပြောတယ်အတော်သားနဲ့ခီနဲ့ကချစ်သူတွေဖြစ်နေကြတာသိလားဟုတ်ကဲ့သိပါတယ်ခီကအသက်ခံရတယ်အတော်သားပျောက်နေတယ်ဆိုတော့သားလေးကလူရိုးလေးပါစက္ကန့်မှုကြီးရဲ့သူခီကိုတိတ်ချက်တာသူခီကိုတတ်မှာမဟုတ်ဘူးရှင်အင်းလေဒါတော့အချိန်တန်ရင်အဖြေပေါ်မှာပါထိုစဉ်အခင်းဖြစ်ပွားရာချောင်းရိုးတစ်လျှောက်ကိုလှေများနဲ့တွားရောက်ရှာဖွေစစ်ဆေးနေတဲ့အာနိုးနဲ့ရဲတပ်သားတွေတင်ရောက်လာကြတယ်ဆရာရှင်းတော့ချောင်းဆက်မှာသွေးဆိုးနေတဲ့အင်ဂျီတစ်ထည်တွေ့ခဲ့တယ်ဒီမှာပါအမလီအဲ့ဒါကျမသားလေးရဲ့အင်ဂျီပါဒုက္ခပါပဲသားလေးတော့သိပြီထင်ပါရဲ့ကေပေါင်းစခန်းမှုကြီးရဲ့ဒါအတော့သားအင်ဂျီဆိုတာသိကြပါရဲ့နော်သိကြပါရဲ့ရှင်သိကြပါရဲ့မနေ့ကဒီအင်ဂျီလိုဝတ်ထားတာသားလေးရဲ့အမေဘယ်လိုဖြေရမလဲသားဖြစ်သူအတွက်စိုးရင်တော့ကနဲ့အောင်ကိုလိုက်တဲ့မောင်ဘဦးရဲ့အမေငိုတန်နောက်မှာငိုတန်တစ်ခုပေါ်ထွက်လာပါတယ်အဖြစ်ဆိုးလာကြည်လားခေရဲ့ယောက်ျားကြီးတမ်းမဲ့အော်ဟစ်ငိုကြွေးနေသူဟာခေနဲ့လက်ထပ်ဖို့လူကြီးချင်းသဘောတူထားသူတထေးဦးသားတင်ရဲ့တားဖြစ်သူမြတ်တင်ဖြစ်ပါတယ်ကိုမြတ်တွေဘယ်လိုဖြေရမလဲခေရဲ့မြတ်တွေကတထေးသားဖြစ်ပြီးဝေကိုရှိလိုဖြုံးနိုင်လို့တပည့်တပန်းများမွေးပြီးတော့ဟော်ရမ်းနေသူဖြစ်ပါတယ်တောက်လိုက်ရင်ထိုးမြူလိုက်ရင်ခါအလူအတန်းရဲရဲရွာကြီးမှာလက်မနေတက်တဲ့မိဘများရဲ့မျက်နှာနဲ့ရတင်ကိုဘာမှမပြောချပေမဲ့စိတ်ထဲမှာတော့အော်ကြောလန့်နေကြတယ်။သူကြောင့်ဒူးနဲ့မျက်ရည်တုပ်ခဲ့ရတဲ့မိန်းကလေးတွေလည်းမလဲတာအောင်မိဘရဲ့အရှိန်နဲ့ငွေတုံးနဲ့ပေါက်ရှင်းနိုင်ခဲ့လို့သာ
ဒင်းအခုချိန်ထိပြဿနာမတက်ချင်းဖြစ်ပါတယ်လူချင်းဘယ်နည်းနဲ့မဆိုအရာယူတတ်တဲ့များရင်ကခရီးကိုမျက်စိကျခဲ့တယ်ဒါကြောင့်လေမောင်ဘဦးခရီးချစ်သူတွေဖြစ်မှန်းသိရနဲ့ပဲမိဘများပူစာပြီးတော့လူကြီးချင်းနားဖောက်ခဲ့တယ်ခရီးရဲ့မိဘတွေကလည်းတမီးရှိကိုကြည့်ပြီးတော့ငွေချင်းပြည့်စုံတဲ့များတင်တဲ့သဘောတူခဲ့တယ်တမီးခရီးရဲ့ရှိရေးအတွက်ဘာမှမပူလေနဲ့ကျမတို့မှလည်းတမီးမရှိတော့ခရီးကိုတမီးလေးလိုချစ်မှာပါရှင်ဒါကြောင့်တားလေးလည်းခြေနှင်ပြီးတော့လိမ်မာသွားအောင်သူတို့နှစ်ယောက်ကိုမြ мян အိမ်အောင်ချပေးလိုက်ရင်ကောင်းမလားလို့တတိကတော့သဘောပါပဲရှင်လူချင်တာရတော့မှမို့အပျော်ကြီးပျော်ကညာနေတယောက်ဦးမြူးနေသလားချာချာစံမင်းတို့ဆရာငါရဲ့မင်္ဂလာပွဲကြရင်ဒါထပ်ပို့ပြီးတော့ပြုစုအောင်ပါတော့ကအပူမေးတောက်ရသူနှစ်ဦးကတော့မောင်ဘဦးနဲ့ခရီးပဲကိုဘဦးရဲ့ခရီးတို့ဘယ်လိုလုပ်ကြမလဲခရီးလေကိုဘဦးကိုပဲချစ်တယ်မခွဲနိုင်ဘူးကိုဘဦးလည်းခရီးလိုပဲဒါပေမဲ့လုံးလုံးစေတော့ဘာလို့ရမယ်မစင်းစားရသေးဘူးဒီတော့ခဏတော့ဟန်မပြတ်နေလာအောင်ကိုဘဦးစဉ်းစားပြီးတော့တခုခုစီစဉ်ပါမယ်မြင်တော့ကိုဘဦးဟိုဘက်ကတအားလောနေတိလားဤပါကွယ်ဤပါဒီလိုအခြေအနေမျိုးမှာခေကအသက်ခံရပြီးတော့မောင်မဦးကပျောက်နေလေဟာဒါဟိုကောင်ဘာဦးလက်ချက်ပဲဖြစ်မယ်ခရီးကိုသူမရနိုင်မှန်းသိလို့ခရီးကိုလည်းတက်သူကိုယ်သူလည်းတေချောင်းကျန်သွားတာဖြစ်ရမယ်ဟုတ်တယ်ဆရာပြောတာဖြစ်နိုင်တယ်ညားတယ်နဲ့သူတပည့်များရဲ့စကားကြောင့်လူများလေးရုံးတေးတောင်းနေဖြစ်ကုန်ပြီးတက်ရောက်လိုက်ကြတယ်အေးကွာညားတယ်ပြောသလိုဖြစ်နိုင်တယ်ဘာဟုတ်ကွာရက်ဆက်လိုက်တာခရီးတနာပါတယ်ဒီမှာတစ်စကန်ထားလာသူကခရီးရဲ့အမေဒေါ်တွန်းဟင်ဒါဆိုသမီးလေးကိုတက်တာဘာဦးလားဟုတ်လားအမလီရက်ဆက်လိုက်တာဘာဦးရဲ့ဒီမှာတော့ရင်မေကျမသမီးကိုရှင့်သာတက်တာတဲ့ကောင်းသေးလားဟင်ရက်ဆက်လိုက်တာနော်ရက်ဆက်လိုက်တာအဲ့လိုတစ်ဖက်သက်တော့မပြောပါနဲ့ဒေါ်တို့ရဲ့ကျမသားလေးသိရတာပါပဲအဖြစ်ဆိုးလာကြည်လားသားလေးရဲ့အိတ်စမ်းမြဘာဖြစ်ဆိုတာလဲဒါခမရသားမစားရတဲ့အမေသိနဲ့ပတ်သွားနားလေလားဟိတ်ကောင်ပါဦးမင်းဘေဘဝရောက်ရောက်ငါတို့ခရီးအတွက်မင်းကိုလက်စားပြန်ချရမှာပဲမင်းရဲ့ဝိညာဉ်တော့အလွတ်မပေးဘူးကွာမှတ်ထားခရီးညရီမှာတခါလေးခေါ်သွားပါလားကွယ်အယူကြီးလိုချင်းဝါလိုက်ပြီးတော့အုံကိုလိုက်ဖြစ်နေတဲ့မြားတီကိုချီကလူတချို့စုပ်တက်တက်ရှိနေကြတယ်မြားတီကခရီးကိုအတော်ချစ်ပုံပဲဟုတ်ပါဗဒါမြေလူဖြစ်နေတာတချိလက်ထက်ကနေမှအခုလိုဖြစ်သွားတော့သူ့ခမညာပိုခံစားရတာပေါ့လေဟုတ်တယ်ခရီးလဲချမ်းချမ်းတက်တာနေရကနေမှဖြစ်ရတာတနာစရာပါကဲတကြီးရဲ့အခုတော့တင်မှုတည်ခြင်းနဲ့လူပြအမှုဖွင့်ထားရမယ်တရားခံဖော်ဖို့လိုအပ်တဲ့လူတွေစစ်ဆေးနိုင်ဖို့တကြီးကကူညီပါအောင်စိတ်ချပါစကမ်းမှုကြီးအမှုတရားခံကိုဖော်ထုတ်နိုင်ဖို့ရဲဖွဲ့ဝင်တွေကကြိုးပမ်းနေကြဆဲပဲကျွန်တော်အမြင်မှာတော့ညားတင်ပြောသလိုမောင်ဘောက်ကခရီးကိုတက်ပြီးသူ့ကိုယ်သူတေးချောင်းကြံနေစိုးချင်လက်မခံနိုင်အောင်မောင်ဘောက်နဲ့ခရီးတို့ကကျွန်တော်မျက်စိအောက်မှာပဲကြီးပြင်းလာကြတော့ဒီကလေးလေးယောက်ရဲ့စိတ်နဲ့သဘောထားကိုကျွန်တော်အသိဆုံးပဲတနာစရာကောင်းလိုက်တဲ့ကလေးလေးယောက်နဲ့မောင်ဘောက်နဲ့ခရီးကကစားဖို့ကစားဖက်ငယ်တငယ်ချင်းများဖြစ်ပါတယ်သူ့အနွန်တောင်ခံလာတဲ့မောင်ဘောက်ဥစားခရီးကလည်းတခြားတငယ်ချင်းများထပ်ပူပြီးတော့ခင်မင်ခဲ့ပါတယ်သူအနွန်တောင်ခံလာတဲ့မောင်ဘောက်ဥကိုခရီးကလည်းတခြားတငယ်ချင်းများထပ်ပူပြီးခင်မင်ခဲ့တယ်ဟာဟုတ်နေစားဖို့ငါကောင်းချင်းပေါင်းယူလာရော့စားဒီလိုနဲ့အရွှေရောက်လာကြတယ်ရှင်ခုံတက်လာတဲ့အတူခရီးပေါ်မောင်မဦးသဘောထားရရလဲပြောင်းလဲလာတယ်သူတွေးအာယုံနေမှာခရီးကသာကြီးစိုးနေတယ်ဟဲ့တာညနေစာဘာနဲ့စားမလဲခရီးနဲ့စားဟုတ်ပါအောင်ခရီးပေါ်သူချစ်မိနေပြီဖြစ်ပေမဲ့သူဖွင့်ရမပြောခဲ့ဘူးဗဇက်မှဖွင့်မပြောပေမဲ့သူအကြည့်သူအပြုတ်မှုတို့ကြောင့်ခရီးလေးရိတ်စားမိခဲ့တယ်ခရီးရော့ငါတော့စကပန်းတွေကူးလာခဲ့တယ်ဘာတော့လဲဟဲ့နေပန်မှုလေဟိုမမလို့ဖျားလေးပါလေးတင်မှုဖို့ဟာကင်ငါသွားပြီနော်ယူသားအေးစေးတဲ့မောင်မဦးကိုခရီးကလည်းညှော်လင်းခဲ့ပါတယ်ဒါပေမဲ့မိမသားမို့ဖွင့်ရလာမယ့်အချိန်ကိုစောင့်ရင်းနဲ့အင်္ဂရိရှင်မလေးလုံနေရတယ်သူ့ရဲ့အချစ်ပန်းကိုခင်ရဲ့အသေးမြညာမှာထိုးဆိုင်ပန်းစင်ပေးလို့ပြီမဲ့ဖွင့်ရမပြောရတဲ့မောင်မဦးကဒေါ်ပန်းလေးမြောက်သာနေစဉ်ခူးပြီးတော့
အချစ်အတွက်ပန်နာဆက်နေရအမှန်ပဲဆရာတို့ဟိုမှာဖာဦးဒါကြောင့်လေခေတ်သစ်ပန်တော်ဆက်ကိုပြတ်တာလုံးနေတဲ့မောင်ဖဦးကိုကျွန်တော်တို့ဆရာတပည့်ရူးမာတွေမှာပြန်လာတိုင်းတွေ့ရတတ်တယ်လို့ဟေးမောင်ဖဦးပန်းတွေများလာချီလားကျွန်တော်ကိုနည်းနည်းလောက်ပေးပါလားဟင်းမပေးပေးမင်းကလည်းပန်းကလေးနည်းနည်းတောင်းတာများတွန့်ဆောက်နဲ့ကျွန်တော်ကအိမ်မှာဖျားပန်းထိုးမလို့ပါမင်းလည်းကုသိုလ်ရတာပေါ့မဟုတ်ဘူးလားမဟုတ်ဟုတ်ဟေးဘိုက်ကလေးမောင်ဖဦးကဘလို့လဲကွာပန်းလေးနည်းနည်းတောင်းမိပါတယ်အယောင်အမမနဲ့ပါလားကွာဟင်။အော်ဆရာတို့ကလည်းတော်ကြပန်းနဲ့နေလို့တခင်မလေးခရီးအမျက်တော်ရှာပြီးတော့ပန်တော်ဆက်ရာထူးကနေအဖြုတ်ခံရမှာစိုးလုံးနဲ့တူပါရဲ့ဗျာ။ဦးကြီးတွတ်ရတယ်ဗျာ။ဘာဦးရမင်းကလည်းညံ့မှဒီလိုပန်းလေးပေးုံနဲ့ပြီးတော့မှလားကွာ။ကိုယ်တိုင်ပန်းပေးဖို့ရမကြိုးစားဘူးလား။မင်းနဲ့ငါနဲ့သာနေရချင်းသာလဲလိုက်ချင်တော့တယ်။မလုပ်ပါနဲ့ပိုက်ကလေးရ။တော်ကြမင်းရဲ့လူပြိုကြီးတက်တွေကူပြီးမောင်ဖဦးပါလူပြိုကြီးဘဝနဲ့အယူထုတ်နေရမယ်။မောင်ဖဦးအရေးချင်းနဲ့သာဆိုသူနဲ့ခေသမီးစားဖြစ်ကြဖို့မလွယ်သေးဘူး။အခုတော့ကို့လူအရေးချင်းမစွန်မန်းသိကြလို့ထင်တယ်။ဖူးစာရင်းနဲ့ဇက်ကွက်ဖန်ပြီးသူတို့နှစ်ယောက်သမီးစားဖြစ်လာပုံကလေပြန်တွေးကြည့်တော့ပြုံးချင်စရာဟုတ်ပါမှတ်မိပါသေးတယ်။အဲ့ဒီနေ့ကမသိမြင်မြောက်ကြီးကစားကျင်နေဆိုလို့ကျွန်တော်လည်းစနီးလူကြလက်ဆွဲတော့တနက်ကိုဆွဲပြီးတော့တောတဲ့ဝင်းရပြင်ပါတယ်။အိမ်ပေါ်မှာဆေးရံပြင်နေတဲ့ဘိုက်ကလေးကိုလည်းအဖို့ခေါ်မိသေးတယ်။ဟေးဘိုက်ကလေးဘဲလေဒီမှာမင်းမမြောက်ချေကစားကျင်နေဆိုလို့တော်ရဲသွားရအောင်။ဘိုက်ကလေးကညင်းဆန်ရဟန်ပြင်မိမဲ့မတက်တာလို့မျက်နှာစုပုတ်နဲ့လိုက်လာတယ်။တလန်းလုံးစကားမပြောဘဲနဲ့ကလေးစိုးကြီးလိုစောက်အောင်လိုက်လာတဲ့ဘိုက်ကလေးကိုကြည့်ပြီးကျွန်တော်လည်းဥမျိုးလာလို့ဟေးဘိုက်ကလေးမင်းမျက်နှာလေးကွာဟိုရင်းမှတ်ထားသလိုပဲဗာလေပူဆွေးမိလင်းနောက်လိုက်သွားလို့လားငါတော့လာမနောက်ပါနဲ့ဗျာဆရာတို့ကလည်းဆရာတို့ပဲကျွန်တော်မပြောချင်လို့ဘင်းနေဗျာမိမတကုံးပြောလိုက်တာနဲ့တနက်ထဆွဲပြီးတောရဲဝင်လာတော့တာပဲဟုတ်ဩဘိုက်ကလေးကလည်းတို့ယောက်ျားဆိုတာသူများသားသမီးကိုယူထားပြီးရင်တာဝန်ကျေရမယ်လေပြီးတော့ကိုမိမချင်းနဲ့ရှာဖွေကျွေးမွေးတာမင်္ဂလာတရားနဲ့လည်းညီတယ်ဘာမှလည်းမဆိုင်ဟုတ်ဘာပဲဖြစ်ပါဆရာတို့ကတော့သူများတက်ကိုပူပါတယ်ဗျာဟုတ်ပြီးတော့ကိုကျန်းစာစိတ်လည်းလုံးဝမရှိဘူးအလိုလေးဗျာမင်းကိုတော်ရဲခေါ်လာမိတာနဲ့ကျွန်တော်ကဘလို့ကိုကျန်းစာစိတ်မရှိရလို့ဖြစ်သွားတာတော့ဖြစ်တာပေါ့ဆရာတို့ရဲ့စဉ်းစားကြည့်လေအခုဆရာတို့ကမင်္ဂလာတရားတော်နဲ့ညီအောင်တားကျွေးမှုမရကျွေးမှုလုပ်ဖို့ကျွန်တော်ခေါ်လာတာအဲ့ဒီမင်္ဂလာတရားတော်နဲ့ညီအောင်ကျင့်ကြံမှုစူးစမ်းနေတဲ့ကျွန်တော်မင်္ဂလာတရားတော်နဲ့မညီအောင်တားဆီးလိုက်တာဗျာသိရလားမျက်စိတော်လေသွားပြီဘိုက်ကလေးရေမင်းစီကကျွန်တော်ကိုမျက်စိရောနားရောလေအောင်မလုပ်နဲ့ကွာမင်းဘာပြောချင်တာလဲရှင်းပြောစမ်းပါဒီလိုလေကျွန်တော်လေးဆရာတို့လို့မင်္ဂလာတရားနဲ့ညီသားကျွေးမှုမရကျွေးမှုအမှုကိုပြုကျင်လို့ဒီနေ့ကိုဝင်းရဲ့စပင်းညက်ဆိုင်သွားမလို့လုပ်နေတာအခုဆရာတို့ခေါ်လို့မသွားရတော့အဲ့လိုနေပါဦးမင်းစပင်းညက်ဆိုင်သွားတာနဲ့သားကျွေးမှုမရကျွေးမှုကဘာဆိုင်လို့လဲဆိုင်နာပေါ့ဗျာကိုဝင်းစီမှာကကြပြားစာအုပ်တွေရှိတယ်အဲ့တော့အဲ့ဒီကြပြားစာအုပ်တွေကကြပြားစာသားတွေကူးပြီးတော့ပူဆွဲမိလို့ခင်မုံလို့ပေးမယ်အဲ့တော့ကျွန်တော်ရင်ထဲကဝေဒနာပုံရိပ်တွေကိုကြပြားစာသားလေးရတစ်ဆင့်ပူဆွဲမိလို့ခံစားရပြီပထမချစ်သူတွေဖြစ်ကြမယ်နောက်တစ်ဆင့်အိမ်တော်နေကြကလေးတွေရစိတ်ကူကတော့ချောပေါ့ဒါကြောင့်ဒီကိစ္စကတားကျွေးမှုမရကျွေးမှုမင်္ဂလာရဲ့ပထမဆုံးခြေလှမ်းအဝူးအစကြိုးစားအားထုတ်မှုလို့ဆိုရမယ်ဟောအခုကျတော့ဆရာတို့ကြောင့်မင်္ဂလာတရားတော်နဲ့အညီနေထိုင်မှုကြိုးစားနေကျွန်တော်လုပ်ရက်ကအဟောတိကံဖြစ်သွားရပြီလေဟုတ်ဘယ်တော့မှထမြောက်မှာမဟုတ်တဲ့သူ့ရဲ့မဟာစီမံကိန်းကြီးပြတ်သွားရလို့ဘိုက်ကလေးကတပြည့်တောက်လုံးမဆုံးတော့ထပ်ပြောနေစကားကြောရှင်နေမှာဆိုလို့ကျွန်တော်လည်းမသိတိုးကြုံပြူနေလိုက်တယ်ကဲဘိုက်ကလေးရဲ့မင်းရဲ့ပါဇက်ကိုခဏလေးပိတ်ထားအရှိမမြောက်အုပ်တန်ကြားနေရပဲဒါပဲတော့ဆရာတော့မြောက်ပြက်ပြီးရနေပြန်မှန်နော်အေးပါကွာအေးပါမြောက်အုပ်ရှိရတစ်ပင်ကြီးစီကိုအသာချင်းကပ်ခဲ့ကြတယ်ကဲဆရာတော့မြောက်တဲ့ရန်တန်ပြစ်ထည့်လိုက်ပါဗျာကန်ဆိုးတဲ့တကောင်တော့တေချာပေါက်ထိမှာပါငါနော်အငိုတူပြီးပြောနေတဲ့ဘိုက်ကလေးကိုကျွန်ုပ်လည်းအဖက်လို့ပြောမနေတော့ပဲခက်ကြီးမြောက်တကောင်သာချိန်ရွယ်ပြစ်ခတ်လိုက်တယ်ကဲဘိုက်ကလေးရေ
ပြုတ်ကျလာတဲ့မြောက်ကြီးကိုဘိုက်ကလေးကပြေးကောက်ပါတယ်ဒါပဲနော်တကောင်ပဲနော်ပြန်မနော်ဒီမှာမြောက်တွေဟာစူညံစွာအော်ဟစ်နေရင်မြောက်တချို့ကတော့ကိုင်းများနဲ့ဆင်းပြီးတော့ဘိုက်ကလေးကိုရှမ်းပြူပါတယ်တဲဒီမြောက်တွေတေးချင်နေပြီထင်တယ်ငါဒီနေ့စိတ်မပါလို့နင်တို့တက်တာတွေမဲ့တွားသွားမြောက်တွေကို6လန့်တဲ့အနေနဲ့ဘိုက်ကလေးမှာခဲလုံးလေး4-5လုံးခန့်ကောက်ယူပြစ်လိုက်ရမှာပြန်ကျလာတဲ့ခဲတစ်လုံးကတစ်ပိတ်အောင်မှဖြတ်ပြေးသွားတဲ့ရုံးတစ်ကောင်ပေါ်မထင်မှတ်ပဲကွက်တိပြုတ်ကျသွားတယ်ကြမ်းကြမ်းဖန်ဖန်ဖြစ်သွားတဲ့မြင်ကွင်းကြောင့်ညနာစူနေတဲ့ဘိုက်ကလေးကိုတဟားဖြစ်နေတယ်ကန်ဆိုးလိုက်တဲ့ရုံနဲ့အဲ့ပြမတည်သေးဘူးမေ့နေတာပြောဒီလိုနဲ့ကျွန်တော်တို့လည်းမြောက်သေးနဲ့မေ့နေတဲ့ရုံကိုရှူရင်းနဲ့အိမ်ပြန်ခဲ့ကြတယ်ရွာပြင်ဆက်ရောက်တော့ထုံးစံတိုင်းပန်းကူးနေတဲ့မောင်ပါဦးတွေ့လိုက်ရတယ်ဟောဦးကျူတက်ပြီဟောဦးကျူတက်ပြီပြန်လာကြပြီလားအေးကွာဒီမှာကျွန်တော်လက်ထဲမှာရုံလေးကိုတွေ့သွားတဲ့မောင်ပါဦးကဒါနဲ့ဦးကြီးတို့လက်ထဲကရုံလေးကသိနေပြီလားမသိသေးဘူးကွာဒီကောင်ခင်းမှန်ပြီးတော့မိနေတာဒါဆိုအဲ့ဒီရုံလေးကျွန်တော်ရောင်းမှဦးကြီးတွေ့ရဲ့ဟေးဘာလို့ဖို့လဲဘာလဲမင်းရရုံသားကြိုက်လို့လားချက်စားဖို့မဟုတ်ပါဦးကြီးတို့ရဲ့ခရီးကိုလက်ဆောင်ပေးချင်လို့ပါသူသာဒီရုံလေးကိုမြင်အရန်သဘောကျမှာပဲညိုလင်းချက်နဲ့ဝမ်းသာအာရဖြစ်နေရှာတဲ့မောင်ပါဦးကိုကျွန်တော်လည်းဂယုဏတက်တော့ရုံကလေးကိုအလကားပေးလိုက်ရာမောင်ပါဦးမှကျေးဇူးတင်စကားအခါခါဆိုပြီးတော့ရွာဘက်ပြေးထွက်သွားတယ်ဒီလိုနဲ့နောက်တရက်မနေ့မှကျွန်တော်လည်းအစာပြေစားတော့ပြီးနောက်ခြံဝင်းနဲ့တပြက်စီးလဲနေစဉ်မောင်ပါဦးကအထုပ်ကလေးတစ်ထုပ်ကင်ပြီးတော့ပြုံးစိတ်စိတ်မျက်နှာလေးနဲ့ရှောက်လာတယ်ဟောမောင်ပါဦးပါလားစောစောစီစီဘယ်ကပြန်လာတာလဲကွယ်ဘယ်မှပြန်လာတာမဟုတ်ဘူးဦးကြီးတွတ်စီကိုပဲတမင်လာခဲ့တာဟေးကျွန်တော်စီကိုဘာကိစ္စများလဲကိစ္စမဟုတ်ပါဘူးဦးကြီးတွတ်ကိုကျေးဇူးတင်လို့ဦးကြီးတွတ်စားဖို့ထက်ညက်ခဲလေးလာကြတော့တာပါဟေးကျေးဇူးတင်လို့အော်သိပြီမနေ့ကရုံလေးပေးလိုက်လို့ပေါ့လေဟုတ်လားမလိုပါဘူးကွယ်မင်းကိုစေတနာနဲ့ပေးလိုက်တာပါမင်းထက်ညက်ခဲတွေပြန်သွားဦးကြီးတို့စေတနာကိုသိပါတယ်အခုဟာကဟိုလေအဲ့ဒီရုံလေးကြောင့်ကျွန်တော်နဲ့ခီအခုဆိုရင်ချစ်သူတွေပါဖြစ်သွားကြပြီအဲ့ဒီအတွက်ကျေးဇူးတင်လို့အခုလိုလာကြတော့တာပါမငင်းပါနဲ့ဦးကြီးတို့ရဲ့လက်ခံပါနော်ဒီမှာကျွန်တော်လည်းမောင်ပါဦးရဲ့ရုံရည်တဲ့ဖူးစာအဖြစ်ရက်ကိုသိချင်လို့တော့လူကြီးတိတ်ခါအောင်မစဲနိုင်တော့ပဲဆက်ဆုပ်မိပါတယ်ရုံကလေးကိုမြင်တော့ခီကပျော်မဆုံးဖြစ်နေတယ်ဟဲချစ်စရာလေးကိုပါဦးရဲ့မောင်ပါဦးစီမှာရုံလေးကိုခရီးလှမ်းယူလိုက်စဉ်ရုံလေးမှာတတိပြန်ရလာပြီးကြောက်လက်တကြားရုံးကထွက်ပြေးသွားတယ်အမေလုတ်ပါအောင်ကိုပါဦးရဲ့ရုံးတရက်မို့ခရီးလဲလှမ်းပြီးနောက်အစုံမောင်ပါဦးကလည်းရုံလေးကိုလှမ်းဖန်ချက်တွေပြက်ကနှစ်ဦးသားလုံးထွေးကျသွားပြီးနောက်အိုးလွတ်ပါအောင်ကိုပါဦးရဲ့ဟင်းကွာမလွတ်ပြရစေနဲ့တော့ကိုပါဦးခရီးကိုချစ်တယ်သူနော်ဆိုကျွန်ုပ်ထညက်ကဲတထုပ်လက်ဆောင်ရခဲ့တဲ့မောင်ပါဦးရဲ့ချစ်ပုံမြင်ဖြစ်ပါတယ်ရှုံရည်တဲ့ဖူးစာတော့ကတွတ်ပြီးမောင်ပါဦးနဲ့ခင်ယူအကြောင်းတွေးကောင်းကောင်းနဲ့တွေးနေစဉ်ရွာထဲမှာပြန်လာတဲ့မသိမီရဲ့လော့စပီကာအတန်ကြောင့်ကျွန်တော်ရဲ့ပျော်နေတဲ့စိတ်အတွေးလေးနေထိတန်သွားတယ်ဘာတော့ကွာမင်းကလည်းခေါ်လိုက်အလန့်တကြားဟွန်းအမလီတော့အရင်ကဒီလိုပဲခေါ်နေကြဥစ္စာအခုမှအလန့်တကြားဖြစ်ရတယ်လို့ဟွန်းအခုကျုပ်ရွာတွေကပြန်လာတာတည်တစ်ခုရလာလို့တော့ဘာတည်မို့တော့ငါနော်မောင်ပါဦးရဲ့အမိကနတ်ဝင်တဲ့ဒေါ်အင်ကိုရိုက်လိုက်တာဒေါ်အင်ခေါင်းပေါက်သွားလို့လေတော်ရဲ့ဟေးမောင်ပါဦးမေဒေါ်ရင်မေကရိုက်တာဒေါ်ရင်မေကအိမ်မတက်အေးရဲ့သူဘလို့ဖြစ်တာလဲဘယ်သိမှာတော့ကျွန်တော်စကားမဆုံးလိုက်ဘူးအာနိုးလာမိုးရောက်လာပြီဥတုပရဲ့တကြီးခေါ်ခိုင်းလိုက်လို့ဗျဘာကိစ္စလဲလေအာနိုးနတ်ဝင်တဲ့ဒေါ်အင်ကိုဒေါ်ရင်မေရိုက်လိုက်တဲ့ကိစ္စပေါ့ကျွန်တော်ကတော့ဒေါ်ရင်မေကိုထောက်ခံတယ်ဒေါ်အင်းဆိုတဲ့အဖွားကြီးကဒီလိုမျိုးတီးပေးမှာဗျအေးမင်းနဲ့မဟုတ်တာဟုတ်တယ်ဗျဒီဖွားကြီးကလူတွေကိုပေါက်တက်ကြရတွေရှောက်ဟောနေတာကြည့်ရတာမဟုတ်ဘူးဟိုတလောပဲကြည့်ကျွန်တော်မိန်းမကိုကိုတော်လေးရဲ့သဘောကျလို့လက်ထပ်တယ်ဆိုပြီးမိန်းမကကျွန်တော်နဲ့ခွဲတာတလားတောင်ကြာပါရောလားဟွန်းသူ့ကြည့်မရတာဒါကြောင့်တကြီးအိမ်ဝင်ရောက်တဲ့အခါဒါမျိုးဥတုပီခမြောက်ဆောင်နေတာမောင်ပေါအမေဒေါ်ရင်မေကမျက်ရည်ဆက်လက်ရှိနေပဲလက်ဝင်တဲ့ဒေါ်ရင်ကတော့
ခေါင်းမှာပတ်တီးအဖွေးသားနဲ့မကြည်မချမ်းရှိနေတယ်ကဲပြောစမ်းမအောင်ခမရတို့ကမကြီးမငင်နဲ့ဘလို့ဖြစ်ကြတာဒီလိုပါတကြီးမင်းရဲ့ကျမကအရှင်ကြီးအရှင်လေးတွေရဲ့စောင့်မမှုနဲ့9 ရက်သားသမီးတွေကဲတင်စောင့်ရှောက်ပေးနေတာတကြီးမင်းကတော့ဒေါ်ရွှေရင်အတိဆုံးပါရှင်အညာတော့ကိုင်းနေပြီအခုလေစနေသမီးကြီးဒေါ်တို့ကတွားလေသူရဲ့တနင်္လာသမီးလေးခရီးရဲ့အကြောင်းကိုအရှင်ကြီးတွေစီးကပ်မေးမြန်းလာတဲ့အတွက်ကျမကပွဲတော်ဆက်ပြီးဒေါ်ရင်ဒီမှာနက်ကနေရမဟုတ်ဘူးဗျဘယ်နဲ့လူရင်းကိုမရောက်တော့တော်ပြီခမရမပြောနဲ့တော့ဒေါ်ရင်မပြောလူပူးစိတ်တို့တကြီးရဲ့အမိန့်ကြောင့်ဒေါ်အိမ်နှုတ်ပိတ်သွားပြီးဒေါ်ရင်မရပြောပါတယ်ဒီလိုပါရှင်မတူကသူ့သမီးခရီးဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒေါ်အိစီမှာနှက်မီးတယ်လို့သိရပါတယ်ဒေါ်ရင်ကခရီးကိုတက်တာကျမသားလေးလို့ပြောရရှင်ပြီးတော့ဆက်ဟောသေးတာကခရီးကိုတက်ပြီးကျမသားကသူ့ကိုယ်သူအဆုံးစီရင်သွားတာလေဒီစကားတွေသူကအဟောထုတ်ရုံနဲ့မကဘူးသူကိုယ်တိုင်ရွာထဲမှာရှောက်ပြောနေလို့မပြောဘူးကျမမေတ္တာသွားပြီးတော့ရက်ခံတာပါသူ့ကိုဒီလိုကိုထိလက်ရောက်လုပ်ဖို့လည်းမရည်ရွယ်ခဲ့ပါဘူးဒါပေမဲ့ तू ကတောင်းပန်ကမှပိုဆိုးလာတယ်ဆိုတော့ဒေါ်ရင်ဒီစကားတွေရွာထဲမှာရှောက်မပြောပါနဲ့ရှင်ကျမတောင်းပန်ပါတယ်ကျမသားလေးကသူများအသက်ဆိုပရွဲစိတ်လေးတစ်ကောင်တောင်မှတတ်တာမဟုတ်ဘူးရှင်အေးပရွဲစိတ်ကိုမတတ်ပေမဲ့လူတော့တတ်ခဲ့တာအမှန်ပဲအရှင်ကြီးကတော့ကိုအဲ့ဒါလိုပြောခဲ့တာတော့ဘာပဲဖြစ်ဖြစ်ပေါ့ရှင်တည်သွားပြီဖြစ်တဲ့ကျမသားလေးကိုတော့တိတ်ကထက်မချပါနဲ့ရှင်တောင်းပန်ပါတယ်ဘာမှတိတ်ခါချစရာမရှိဘူးအမှန်ပြောတာအရှင်ကြီးတွေအမိန့်ချတဲ့အတိုင်းပြောတာလူတက်လို့တက်တယ်ပြောတာဘာမှနားစရာမလိုဘူးဟဲ့တောင်းပန်နေကမှသူစကားတွေကပူပူလွန်လာလို့ကျမလည်းဒေါသထွက်လာပြီးထင်းချောင်းနဲ့ကောက်ရိုက်လိုက်မိတာပါအိုးဒါကတော့အရှင်ကြီးတွေအမိန့်ချတဲ့အတိုင်းပြောတာပဲကျမက9 ရက်သားသမီးကိုကဲတင်နေတာဘသူမျက်နှာမှမကြည့်နိုင်အမှန်ပဲပြောမယ်ဟင်းရှင်းကဲတော်ပြီဒီမှာအာသုဘတွေတောင်ရက်မလဲသေးဘူးခမရတို့ကတက်မောက်ဒီမှာတော့ဒီကိစ္စကိုရဲစခန်းကစုံစမ်းနေအောင်ရှိသေးတယ်တရားခံဘယ်သူဆိုတာမပြောနိုင်သေးဘူးဒီတော့တရားခံမပေါ်မချင်းဒီကိစ္စနဲ့ပတ်သက်ပြီးခမရပါဆက်ပိတ်ထားပါမဟုတ်ရင်ထိတ်တုံးဆိုတာမှတ်လိုက်ဒေါ်ရင်မေခမရလည်းကိုသားကိစ္စကဘာမှမသိသေးဘူးနောက်တဲ့ပြဿနာထပ်မရှာနဲ့ဟုတ်ပြီးတော့ဒေါ်အိမ်ခေါင်းပေါက်သွားတဲ့ကိစ္စလမ်းရချက်တဲ့အထိခမရစေးဘဝကတာဝန်ယူထားပဲသွားတော့ဒီလိုနဲ့တကြီးပါစီရဲ့တရားစီရင်ခံလေးပြီးပြီမို့ကျွန်တော်လည်းအာသုဘ2 ခုရဲ့ရက်လေမှာဖြစ်လာနိုင်တဲ့ပြဿနာများကိုတကြီးနဲ့ဆွေးနွေးပြီးပြန်ခဲ့တယ်ရက်လေဆုံးတော့မဲ့ရှက်ကရှောက်ခဲ့ပြီကျွန်တော်နဲ့တကြီးကြိုတင်တွက်ဆထားသလိုပဲပြဿနာကစနေပြီအရှင်ဖေဟာတပည့်တော်တို့အိမ်ကိုအရင်ကြွပါဖေဟာအိုးဒီလိုတော့ဘယ်ရပါမလဲကျမတို့ကအရင်လာလျှောက်တာပဲဟာကျမတို့စီကိုအရင်ကြွပါဖေဟာအိုးဘာမှမပြောနဲ့ခရီတို့အိမ်ကိုအရင်ကြွမှရှာမှာပေါ့ခရီကအရင်အသက်ခံရတာဆိုတော့အရင်သေးတာပဲဟိုကောင်ဘာအုပ်ကလူတက်ပြီးမှကိုတက်တည်တာဆိုတော့နောက်မှတည်တော့နောက်မှကြွရမှာပေါ့အာသူဘရှင်ရဲ့စကားများချောင်းဆရာတော်လည်းကြုံရခံရတဲ့ခေါင်းကုပ်ပြီးတကြီးကိုလှမ်းကြည့်လိုက်တယ်ဖုန်ကြီးအမှုရွာမပတ်ပဲရွာမှုဖုန်ကြီးလာပတ်နေပဲဒီကိစ္စမှာသူမပါရင်ပြီးမဲ့အရေးမမြင်နိုင်မို့တကြီးလည်းပါဝါမလကတုံးပြီးတစ်ချက်လို့အမိန့်ထုတ်ရတယ်ဟေးဘသူမှစကားမရှိကြနဲ့ဆရာတော်ကြောင်းနဲ့နီးတဲ့အိမ်ကိုအရင်ကြွမယ်ပြီးမှနောက်အိမ်ကိုဆက်ကြွမယ်ဒါပဲအဲ့ဒီခါမှပဲဆရာတော်လည်းတက်ပြင်းချနိုင်ပြီတင်ငန်းယုံကရက်လက်ဆုံးအတွက်ကြွနိုင်ပါတော့တယ်ဖုန်ကြီးကကပ္ပိယဖြစ်ရက်လက်ဆုံးကို2 အိမ်လုံးလိုက်စားရင်ချစ်သူ2 ဦးစလုံးကောင်းရဘုံဘဝကိုရောက်ပါစေသားလို့ကျွန်ုပ်ကလည်းစိတ်မကောင်းစွာနဲ့ဆုတောင်းမိပါတော့တယ်အာသုဘ2 ခုရက်လက်ဆုံးတော့ပြီးနောက်တရက်ကျွန်တော်တို့တုံတိုင်းရွာမှာထူးခြားဖြစ်ရတဲ့ခုဖြစ်သွားပါတယ်ဆရာတော်ဟဲ့ဘာဖြစ်တာလဲအမောတကောနဲ့ဟိုဝါတုတ်တရောက်နွားချောင်းရာကပြန်လာရင်းနဲ့ဘာဖြစ်မှန်းလည်းမသိလို့တဲ့ဝါတုတ်ဟုတ်လားခေးရဲ့မောင်လေးဝါတုတ်ကိုပြောရလားဟုတ်တယ်ဒါဗျာသွားကြည့်အောင်ဆရာတော်ကျွန်တော်တို့ဆရာတပည့်ဒေါ်တို့အိမ်ကိုရောက်တဲ့အခါအိမ်ပေါ်မှာရောချမ်းမြေမှာရောလူတွေကြိတ်တိုးနေအောင်တွေ့လိုက်ရတယ်ဆက်စုချင်တာလူဝါဒနာပဲကျွန်တော်တို့အိမ်ပေါ်တိုးဝေပြီးတက်သွားတဲ့အခါအိမ်ရှိမှာကြောက်အားလန့်အားဖြစ်နေတဲ့ဝါတုတ်ကိုတွေ့လိုက်ရတယ်ကြောက်တယ်တားလေးဝါတုတ်တတိထားလို့လေမကြောက်နဲ့မင်းရှိရလေ
ကျွန်ုပ်လည်းဝါတုတ်အနီးကိုဝင်ထိုင်လိုက်တယ်ဘလို့ဖြစ်တာလဲတော်တူမသိပါဦးတို့ပြီရဲ့နွားเจ้าရာကပြန်လာကလေးကကြောက်တယ်ဆိုပြီးတော့ငိုနေတော့တာပဲဘာမှလည်းမင်းလို့မရပါဘူးလောက်ပါအောင်တော့ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးရဲ့အခန်းဆက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနားဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင် Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်ုပ်နဲ့ညောင်ပင်သစေးဆိုတဲ့ဇာတ်လမ်းလေးရဲ့အခန်းဆက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒေါ်တို့ရဲ့သူ့ကိုဖះတောက်တော်ကြီးစွန့်ပြီးတော့တိုက်လိုက်ဗျာဟုတ်ကဲ့ကျွန်ုပ်တို့ကြီးရွာတဘာဝအရာနွားချောင်းသားတွေကနေဝင်တရောမှာနွားတွေကိုပြန်သိမ်းနေရှိတာတခါတည်းအမှပယောဂတွေပူကတ်တက်တယ်လို့ကြားဘူးနာဝရှိတယ်ကြားဘူးနာဝနဲ့ရမ်းကြိတ်လိုက်တာကဟုတ်ပါတယ်ဝတ်တော့အငူတိတ်သွားတယ်ဟဲတားလေးတတိပြန်ရလာပြီအမေဒီလိုဆိုတော့လေငါဆရာကဘယ်ဆိုလို့တော့ကဲဝတ်တော့ရဲ့ဘာဖြစ်တာတော့ကွာဦးကြီးကိုပြောပါအောင်ဟုတ်ကဲ့ကျွန်တော်နွားသိမ်းပြီးပြန်လာတော့ရွာထိတ်ညောင်မင်းကြီးအောက်မှာဟိုလေကိုပါဦးတွေ့ရလို့ဝတ်တော့ရဲ့စကားကြောင့်ရွာသားတွေကချောက်ချာဖြစ်သွားကြတယ်ဟာဘာဦးကိုတွေ့ရလို့တဲ့ဘာဦးကတေးပြီးပဲဟာဒါဆိုတရေချောက်တာပေါ့ဒီလိုကိစ္စမျိုးမှာကျွန်ုပ်ကအယုံကြည်မရှိတာမို့ဝတ်တော့ကိုတေးချစစ်ကြောမိပါတယ်ဝတ်တော့တေးချစဉ်းစားပါအောင်မင်းအမြင်မှားတာများလားကွာဟာမမားပါဦးကြီးရဲ့မမခေရဲ့ရီးစားပဲဟာမမားပါဘူးကိုပါဦးကြီးပါဒါဆိုမင်းကသူ့ကိုဘယ်လိုတွေ့ရလဲဟိုလေညောင်မင်းကြီးအောက်မှာမက်တကြီးရက်လို့ဗျာတကူလုံးမှလည်းတွေးရရဲလို့ပြီးတော့ပါဇက်ကလည်းအတန်နဲ့ကြီးနဲ့អော်လိုက်သေးတယ်ဘယ်လိုអော်လို့လဲမကြိမ်နဲ့ဘူးတဲ့အားလုံးလက်စားချိန်မိတဲ့အဲ့ဒါနဲ့ကျွန်တော်လည်းကြောက်နဲ့အိမ်ရောက်တန်းပြေးလာတာဟာဒါဆိုဘာဦးကတေးပြီးတော့သစိတရေဖြစ်နေတာထင်တယ်ဖြစ်နိုင်တယ်အစိမ့်သေးဆိုတော့မချဘူးထင်ပါတယ်ဖယားရွာသားတွေကတယောက်နဲ့တယောက်ထင်းမြင်ချက်ပေးပြီးအကြောက်ပိုးနေပြီကျွန်ုပ်ကတော့လက်တွေမဟုတ်ရင်လက်မခံခြင်းနဲ့သူ့မို့ကဲဘိုက်ကလေးရေခမများစီရတော့ကျွန်ုပ်ကတော့တိတ်ပြီးလက်မခံခြင်းဒီတော့ကျွန်တော်တို့အဲ့ဒီနေရာကိုသွားကြည့်အောင်ဗျာအမလီအဲ့ဒီနေရာကိုသွားကြည့်မယ်အေးလေဒါမှအဖြေသိရမှာပေါ့ကဲဒီတော့ကျွန်တော်နဲ့အတူတတိရှိသူတွေလိုက်ခဲ့ကြဖို့ဖိတ်ခေါ်ပါတယ်တတိတော့ရှိပါတယ်ဒါပေမဲ့ဟိုလေမိမစောပြန်ခဲ့ဆိုလို့ဟုတ်တယ်တော်တောင်းမယ်နော်ဟုတ်ပါတယ်ဆရာတို့ရဲ့အခုပဲမူးထုတ်တော့မယ်တွားခြင်းလဲနောက်နေ့နေ့လယ်မှာတွားကြတာပေါ့နော်အေးလေမင်းမလိုက်ချင်လဲနေတခုတော့ရှိရပါလေရွာကလူတွေကတော့မင်းကိုတတိမရှိသူလို့မြင်မှာတော့အမှန်ပဲကဲကျွန်တော်သွားပြီကျွန်တော်ရဲ့စကားဘိုက်ကလေးရင်ကိုထိမှန်စေခဲ့ဟုတ်တယ်တော်တာပူဆွဲပြီးတော့ငါ့ကိုတတိမရှိရဲ့လူလို့ထင်ကုန်ချလိုက်မယ်မဖြစ်ဘူးကျွန်တော်ပြောစထားသလိုပဲဘိုက်ကလေးကနောက်မှပြေးလိုက်လာပါတယ်ဆရာတော့နေပါဦးကျွန်တော်လည်းလိုက်မှာပေါ့ကြောက်ပါဦးဗျာယောက်ျားပါဘိုက်ကလေးဝင်တတိရှိပြနေပြီမို့သူလည်းတွေးကြောင်လို့မရတော့ကျွန်တော်လည်းလိုက်မယ်မကြောက်ဘူးဒီလိုနဲ့ကျွန်တော်တို့လည်းရွာသား၄ငောင်းနဲ့အတူရွာပြင်ထိပ်မှာရှိတဲ့ညောင်မင်းကြီးစီကိုချီတက်ခဲ့ကြတယ်နေရှင်းလာပြီဖြစ်တဲ့ညောင်မင်းကြီးကနန္ဒဘဝကြီးတကောင်စောင့်ကြောက်ထိုင်နေတဲ့အချိန်ကလည်းမှောင်ရင်ပြူတော့မယ်ဘဝင်းချင်းကလည်းတိတ်ဆိတ်ငြိမ်သက်နေတော့ခြောက်ချားစရာကောင်းတာတော့အမှန်ပဲတတိလည်းရှိကြအကြောက်တရားလည်းမလွန်ကြစေနဲ့ဒီလိုနဲ့ကျွန်တော်တို့လူစုဟာညောင်မင်းပက်လေကိုတတိကြီးစွာနဲ့ရှာဖွေကြတယ်ဒါပေမဲ့ဘာမှမတွေ့အောင်အဲဒီအခါမှပင်တတိရဲ့နှစ်ဦးကရေနိုင်ပြုံးနိုင်ပြီးလေးပင်ကောင်းများဖြစ်လာပါတော့တယ်ဘယ်မှာလဲကွာတရေငါ့ကိုကြောက်လို့ပြေးပြီထင်တယ်တရေဆိုတာဂျူးနဲ့လားဟာဟိုမှာအလန်တကြောင်အွန်လိုင်းပြီးတဲ့ကျွန်တော်အတန်ကြောင့်လေးလုံးထွားနေကြတဲ့တတိကဲဘိုက်ကလေးနဲ့လူပြိုကြီးစောတင်မောင်တို့ကဇာတိရုပ်ပေါ်လာပါတယ်အောင်မလေးဗျာတရေကျွန်တော်မှညောင်မင်းပေါ်သာမဲပြီးရှာနေမိတာမြေပြင်ပေါ်မှာရှိတဲ့အဲ့ဒီအရာကိုအခုမှတွေ့မိခြင်းဖြစ်ပါတယ်သွေးကွက်ကြီးကွာသွေးကွက်ကြီးဟုတ်ပါဗျိုနဲတဲ့သွေးကွက်ကြီးမဟုတ်ဘူး
သွေးတွေကလက်လက်ဆက်ဆက်ရှိသေးတယ်တခြားသူများတော့မပြောတတ်ဘူးကျွန်တော်ကိုယ်တိုင်ပဲအခုလိုမောင်ရီပြိုးစားမှာကြီးမားတဲ့သွေးကွက်ကြီးကိုတွေးလိုက်ရလို့ချက်သိမ်းမွေးနေထသွားတော့အမှန်ပဲဆက်စရတော့ဒါဘာဦးရဲ့သွေးတွေထင်တယ်ဖြစ်နိုင်တယ်ဝါတုတ်ပြောတာဖြစ်နိုင်တယ်လေဟုတ်တာပေါ့ပြန်ကြရအောင်နော်မင်းတို့ကလည်းနေပါအောင်ကျွန်တော်တရားလုံးရှိပါသေးတယ်ကျွန်တော်စကားမဆုံးလိုက်နောက်ဘက်စီမှာဝုန်းနဲ့အတန်ကြီးကြားလိုက်ရရာတတိကိုမနေမောင်းတင်ထားတဲ့ဘိုက်ကလေးတို့တိုက်ကနောက်ကိုပင်တစ်ချက်လှည့်မကြည့်တော့ဘဲနဲ့သူ့ခြေတင်ကြတယ်တတိခေသူမဟုတ်ပေမဲ့အခုလိုအခြေအနေမှာကျွန်တော်လည်းအောင်မလေးဗျအဲ့ဒီနေ့မှစပြီးတော့ဘာဦးတစေဒါမှမဟုတ်ညောင်မင်းတစေကနာမည်ကြီးခဲ့ပါတယ်ဒီလိုရင်ရွာထိတ်ညောင်မင်းဘက်ကိုဘသူမှခြေဦးမလဲဝင်အောင်ရှိနေကြတယ်မနေ့ကဖိုးခွေးကိုညောင်မင်းတစေကခြောက်လိုက်လို့တဲ့ဘာဦးရဲ့ငါပြုသမျှကုတူအမျှဝေးပါတယ်ငါ့ကိုမခြောက်ပါနဲ့နော်တစိမ့်ကိုတအိမ်လုံးတက်တဲ့လူတဘာဝကြောင့်လေညောင်မင်းတစေကပူပြီးနာမည်ကြီးလာခဲ့တယ်တရေပြီမဲ့သူများစမ်းရှိတယ်လေကျွန်တော်ဘုံကတော့တရေတစေးဆိုတာကိုတိတ်ပြီးတော့လက်မခံတာကြောင့်ကြောက်စိတ်လည်းမရှိဘူးညောင်မင်းတစေးအကြောင်းအတွေးနဲ့နေစဉ်ခြံထဲကိုဘိုက်ကလေးနဲ့စိုးတယ်မောင်ဓာကိုစီနဲ့ဝင်လာတော့တွေ့ရလို့ကျွန်တော်လည်းအထိတ်တက်လန့်နဲ့ဟဲ့ဓာကိုစီနဲ့ဘာဖြစ်လာကြလဲမင်းတို့ရံဖြစ်လာကြလားပြောစမ်းရံဖြစ်တာမဟုတ်ပါဘူးဆရာတို့ရဲ့ပြဿနာသွားရှင်းတာပါဟေးပြဿနာသွားရှင်းတာဟုတ်လားအဲ့ဒါအတူတူပဲပေါ့ကွာဘယ်သူနဲ့လဲချီလိုလက်လွန်ဖြစ်ခဲ့ကြပြီလားဖះကျွန်တော်တို့ပြဿနာသွားရှင်းတာကညောင်မင်းတစေပါဗျဟေးညောင်မင်းတစေတရေတစေကြောက်တက်လာတဲ့ဘိုက်ကလေးစကားကြောင့်ဒင်းနောက်ပြောင်များပြောနေသလားလို့အကဲခတ်တယ်ဒင်းမျက်နှာအတိပေါက်စောဒီမျက်နှာလည်းရုပ်တည်ခြင်းနဲ့သူတို့စကားကိုကျွန်တော်လည်းစိတ်ဝင်စားမိပြီမိပါအောင်ညောင်မင်းတစေနဲ့မင်းတို့ကဘာဖြစ်ကြလို့လဲဘာဖြစ်ရမှာလဲဆရာတို့ရဲ့ဒီညောင်မင်းတစေပေါ်လာလို့အခုဆိုလူတွေကမသွားရဲမလာရဲဖြစ်နေကြတာမဟုတ်လားဟုတ်ပါအဲဒါကြောင့်လေတရွာလုံးကိုစားကျွန်တော်တို့ကညောင်မင်းတစေကိုတွားရှင်းတာပေါ့ဗျဟာဒီတခါတော့မင်းတို့ကတိတ်ဟုတ်နေပါလားအများအတွက်မင်းတို့ဒီလိုလုပ်တာကျွန်တော်သိဂုံယူရဗျာဂုံယူလိုက်ပါဒီလောက်ကြီးကျွန်တော်တို့ဂုံမတင်ပါနဲ့လေရွာသားတယောက်အနေနဲ့လှုပ်တဲ့သဘောပါတစ်သက်လုံးအထင်မကြီးခဲ့ဘူးတဲ့တပည့်ကျော်ရဲ့စကားတွေကြောင့်ကျွန်တော်ကပူပြီးတော့အထင်ကြီးရပြီဆရာတို့ပဲစဉ်းစားကြည့်အခုဆိုရွာမှာစောလေးမထရင်မသွားရင်ဘူးမိုးချုပ်လည်းမသွားဝင်မလောင်ဝင်ဖြစ်နေတာဘလောက်များအသေးနာစရာကောင်းလိုက်လေဗျာဟုတ်ပါဟုတ်တာမှအခုဆိုရင်ခင်ယူပါတို့သားဖလေဒီညောင်မင်းတစေကြောင့်စောထပြီးလက်မလျှောက်ကြတော့ဘူးလေစကားရဇာတိပြားဆိုသလိုအခုမှပဲညောင်မင်းတစေကိုသူတို့ဘာလို့မကြည်မနဲ့ဖြစ်ရတာကိုကျွန်တော်ရိပ်မိသွားတယ်ဒါကြောင့်ဒင်းတို့ကိုအထင်ကြီးလို့ကိုမရတာအေးလေဘာပဲဖြစ်ဖြစ်နှစ်ယောက်ထဲသွားဝင်တဲ့မင်းတို့တတိကိုတော့ချီးကျူးပါရကွာနှစ်ယောက်ထဲတော့ဘယ်သွားဝင်မှမလဲဆရာတို့ရဲ့အာနိုးလှမှုရဲ့တန်ချောင်းရဲ့မောင်ညက်ရဲ့ကိုအရက်တိုက်ပြီးခေါ်သွားရတာပေါ့လူများမှပိုကောင်းမယ်မဟုတ်လားထားပါတော့ကွာဒါနဲ့မင်းတို့ညောင်မင်းတစေကိုတွေ့ခဲ့ကြလားအလကားပါဆရာတို့ရညောင်မင်းတစေဆိုတာငကြောက်ပါအရေးအယောင်တော့မတွေ့ဘူးဟုတ်ပါဗျာကျွန်တော်တို့အော်ခေါ်နေရလက်ကောင်းတော်ထွက်တော့မယ်အတန်တော်မပြုတ်ရုံမကြောက်မင်းတို့သွားတာကနေကင်းပတ်ကြီးကိုကွာတစေတရေဆိုတာမျိုးကညဘက်မှထွက်တတ်တာဒီတော့ညကြရင်မင်းတို့တစ်ခေါက်ထပ်သွားလိုက်ကြအောင်ဒါမှမင်းတို့ရှင်းကျင်တဲ့ညောင်မင်းတစေနဲ့ထိတ်တိုက်တွေ့မှာပေါ့တော်လောက်ပါပြီဆရာတို့ရဒီလောက်ဆိုလေဒီကောင်နောက်ထပ်6ဝင်မှာမဟုတ်တော့ပါဘူးဟုတ်တယ်ဗျဒီကောင်ကျွန်တော်တို့ကိုကြောက်သွားတာသိကြပါရဲ့ဗျာတော်လောက်ပါပြီစောကြီးရဲ့အခုလောက်ဆိုဒူးနှစ်ယောက်ရဲ့တတိကိုတရွာလုံးကတိကုန်ကြတယ်လို့ယူပါခင်တို့တားဖလေတိလောင်ရောပေါ့ပြေးကြတာပေါ့ကွာဒီတော့မနေ့ပြန်ဆိုရင်ရဲကြီးလမ်းလျှောက်လို့ရပြီဆိုတဲ့အကြောင်းယူပါခင်တို့တားဖောက်သွားပြောကြရအောင်အတိုင်ဖောက်ညီနဲ့တက်ကြွစွာထွက်သွားကြတဲ့ဒင်းတို့ကြီးနဲ့ညောင်မင်းတစီပါမနေရအောင်ခေါ်ချက်ကပြင်းပါပြီဆိုလို့သာကျွန်တော်လည်းမြည်တမ်းမိပါတော့တယ်ဟုတ်တာအပထားအဲ့ဒီကိစ္စဖြစ်ပြီးနောက်ညောင်မင်းတစီတည်င်းရလည်းငြိမ်သွားလို့ဒင်းတို့နှစ်ယောက်မှနာမည်ရခဲ့တာတော့အမှန်
ဘိုက်ကလေးနဲ့စောကြီးကိုညောင်မင်းတစေးကကြောက်သွားနေတွေ့နော်ဖြစ်နိုင်တာပေါ့အေးသူတို့ယောဂလည်းလေတရေကြောက်လောက်တဲ့ဥပတိရုပ်တွေနဲ့ကိုဟဲ့ဒီလိုနဲ့တနေ့မှာတော့ဥတုပီတကြီးခေါ်ခိုင်းလိုက်လို့ပြိုအေးလာခဲ့မယ်ကျွန်တော်တကြီးအိမ်ရောက်တော့ခြံပေါင်းမှာအတင်းဆောင်နေတကြီးပေါက်စီကိုတွေ့လာရတယ်လာပြူဥတုပီဒီမှာစဉ်းစားစရာလေးတွေပေါ်နေလို့ပြိုတိလေလေတုပီခေါင်းမပိုင်တကြီးဘာမှမလုပ်တတ်ဘူးဆိုတာဘာကိစ္စများလဲတကြီးရဲ့လာဗျာတွားရင်လာရင်ပြောကြတာပေါ့ဥတုပီညာကကိစ္စကြားပြီးတော့ပေါ့ဘာကိစ္စများပါလဲစိတ်မုန်းကိစ္စလေးဗျာစိတ်မုန်းဘာဖြစ်လို့လဲတကြီးဥတုပီတို့ကအဲ့ဒါခက်တာပေါ့ရွာလူကြီးတယောက်လုံနေပြီးတော့နိုးနိုးကြကြရှိမှာပေါ့ဗျာအသက်လို့ညာကစိတ်မုန်းညောင်မင်းတစေအချောက်ခံရလို့တဲ့ဟင်ညောင်မင်းတစေကပြန်ပေါ်လာပြန်ပြီလားဟုတ်တယ်အခုကလည်းရိုးချောင်းနေမဟုတ်ဘူးကုတ်ပါချိုးလို့တယ်ဗျကုတ်ပါချိုးတယ်ဟုတ်ကောဟုတ်ရလားတကြီးရဲ့ဟုတ်မဟုတ်တော့မသိဘူးအခုလမ်းပြားဖျားပြီးတော့တတိယတစ်ချက်မရတစ်ချက်ဖြစ်နေတယ်လို့လာပြောလို့တွားချင်းမလို့ခမရအောင်ခေါ်ခိုင်းလိုက်တာပဲအော်ဟုတ်ကဲ့ကျွန်တော်တို့စိန်မောင်းအိမ်ကိုရောက်တော့ပြန်ရဟန်ပြင်နေတဲ့ဆေးဆရာကြီးဦးအေရချောင်တွေ့လိုက်ရတယ်စိန်မောင်းမှလည်းထူးထူးထောင်ထောင်ဖြစ်နေပြီဦးအေရချမ်းရင်စိန်မောင်းရှင်ရဘလို့လဲတက်တာသွားပါပြီဗျာကျုပ်လည်းညာကတမီးမှမမေးရသေးလို့ပြန်နားလိုက်အောင်မတကြီးရေကောင်းပါပြီဗျာကောင်းပါပြီဒီလိုနဲ့တကြီးလေးစိန်မောင်းအဖြစ်ပြက်ကိုမေးလိုက်ရဒီလိုပါတကြီးမနေ့ကကျွန်တော်ဟိုဘက်ရွာကပြန်လာမိုးချုပ်သွားတယ်အဲ့ဒါရွာပြင်ထိတ်ကညောင်မင်းကြီးနားလေးရောက်ရောချက်သိန်းတွေဖြန်းကနေထသွားပြီးကြည့်လိုက်တော့ဘာဦးကိုတွေးနေတွေ့ရတော့တာပဲကျွန်တော်လည်းလန့်ပြီးပြေးတော့တာပေါ့အဲ့ဒီမှာကျွန်တော်ခြေထောက်ကိုဖမ်းဆွဲလိုက်တာကျွန်တော်ဟတ်ထိုးလေးတော့တာပဲလေးနေရာကနေအတင်းကုန်းထားပြီးပြေးမလို့ပြင်းတော့ရှိသေးတယ်ကိုကိုပြေးထိုးတော့တာပဲပြို့အဲ့ဒါကျွန်တော်လည်းကြောင်အားလန့်အားနဲ့အတင်းရုံးကန်ပြီးတော့ပြေးခဲ့နိုင်လို့တာပေါ့နှုတ်မလို့ကတော့မင်းဟာကတေးစားရလားကွာငူးကြောင်ယူကြောင်နဲ့ညင်းချင်ရတွေမြင်တာများလားဟာဥတုပီရလဲကျွန်တော်ညမမူးပါဘူးဗျမယုံရင်ကျွန်တော်ဂုတ်ကိုကြည့်ပါလားဟုတ်ပါစိန်မောင်ရဲ့ဂုတ်တစ်ခုလုံးမြူမဲရှောင်းကိုင်းနေတော့တွေးလိုက်တော့တကြီးနဲ့ကျွန်ုပ်လည်းတယောက်မျက်နှာတယောက်ကြည့်လိုက်မိတယ်ဒီလိုနဲ့ကျွန်ုပ်တို့လည်းစိန်မောင်ကိုနှစ်သိမ့်အားပေးပြီးတော့ပြန်ခဲ့ကြပါတယ်ရောင်မင်းတစေကိစ္စကအခုခါမှကျွန်တော်တို့ခေါင်းကင်းစရာပု္ပ္ပစာတစ်ပုဒ်ဖြစ်လာခဲ့တယ်ဒီလိုနဲ့ကျွန်တော်လည်းတကြီးနဲ့လမ်းခွဲပြီးရွာထဲကိုရှောက်ခဲ့ပါတယ်ညောင်မင်းတစေနဲ့ပတ်သက်တဲ့သတင်းကိုစနီးနာဖို့အတွက်ဖြစ်ပါတယ်တရွာလုံးမှာလည်းညောင်မင်းတစေကုတ်ချိုးတယ်ဆိုတဲ့သတင်းကြောင့်အထိတ်ထိတ်အလန့်လန့်ဖြစ်နေကြတယ်ညောင်မင်းတစေကကုတ်ချိုးစားတဲ့အဆက်အောင်ရောက်လာခဲ့ပြီလားဟုတ်တယ်အဲ့ဒါကြောင့်ကလေးတွေကိုညောင်မင်းဘက်ကိုလုံးဝမသွားစေနဲ့ခီးဆိုင်ရွာလန်းတနေရာမှာကတော့ပွဲတွေနဲ့လူတစုတွေးလိုက်ရလို့ကျွန်တော်လည်းအခဲခက်ကြည့်လိုက်တော့မြတ်တင်တို့အုပ်စုပဲနောက်ဝင်တဲ့ဒေါ်အိမ်လဲပါတကူဟေးမောင်မြတ်တင်ကတော့ပွဲတွေနဲ့ဘယ်သွားကြမလို့လဲရွာတော်ရှင်နဲ့နဲ့မှသွားစမ်းမလို့ဗျဟုတ်တယ်ဥတုပီရဲ့တားလေးကအခုတလောညညဆိုလန့်လန့်နေလို့ဒေါ်အိမ်စီမှာမေးမြန်းပြီးတော့ရွာတော်ရှင်ကိုပတ်တာမလို့လေဟုတ်တယ်မောင်မြတ်တင်မှာကအနှောက်အယှက်တွေရှိနေရဲ့လေသူကမြခရီးသေးသွားလို့စိတ်မကောင်းဖြစ်ရတာကတစ်ဖက်ဘာဦးတစေနှောက်ယှက်တာကတစ်မျိုးဆိုတော့ဘယ်စိတ်ချမ်းသာပါမလဲဒါပေမဲ့စိတ်ပူစရာတော့မရှိပါဘူးကျမရဲ့အရှင်ကြီးတွေရှိနေရပဲအခုလဲမောင်များတဲ့အနှောက်အယှက်ကင်းဖို့စိတ်ချမ်းသာခြင်းရွာတော်ရှင်မကိုပါတာရမယ်လို့အရှင်ကြီးတွေအမိန့်ချလိုက်လို့လေညောင်မင်းတစေကသူ့အရှင်ကုတ်ချိုးဖို့ကောင်းတယ်ဒါမှသူ့အရှင်ကြီးတွေကသူ့ကိုကဲနိုင်မကဲနိုင်သိရမှာဟွန်းညာရင်ကိုအကဲခတ်ကြည့်တော့သူ့မိပြောသလိုပဲမျက်နှာကစိုးရင်ကြောက်လန့်နေပုံပေါက်နေတယ်ညာဘက်အိပ်ပြတ်တဲ့ပုံရတော့မျက်နှာပဲအတော်ချောင်ကျသွားတယ်မောင်မြတ်တရားလဲကွာကောလာဟာလာတွေမယုံစမ်းပါနဲ့ဘာကြောက်စရာရှိလို့လဲအရင်လိုနေစမ်းပါကွယ်ဟာအရင်လိုနေလို့မရဘူးဗျသူကြီးစားလူယူဖို့ကြိုးစားတယ်ဆိုပြီးဘာဦးကကြုတ်ကိုခွင့်လို့မှမဟုတ်ဘူးမင်းရလေ
မမြင်ရတဲ့ဟာများကြောက်နေရတယ်လို့ဟာမမြင်ရလို့ကြောက်တာပေါ့ဗျာမြင်ရတဲ့ကောင်ဆိုလို့ကတော့တိုက်တဲ့ကောင်လာခဲ့များတယ်ကလူမရွေးဘူးအခုသူကတဆင်ဖြစ်နေတော့ကျုပ်ကဘေးနိုင်မလဲဗျာအမလေးလေးမောင်များတယ်ရဲ့ဘာလို့မနိုင်ရမှာလဲဒေါ်အိမ်တယောက်လုံးရှိပါတယ်ကွယ်ဘာဦးတစေအဆွဲဘလောက်ပဲရှိပါစေသူတို့ကိုချုပ်တဲ့ရွာတော်ရှင်မနဲ့အပေးထားမယ့်ဥစ္စာမင်းကိုကုတ်ချိုးဖို့မပြောနဲ့မင်းအနာတော့မတီဝင့်စေအောင်စိတ်ချပျော်ပျော်ဆိုဆိုနဲ့များတယ်တို့လူတိုက်လဲရွာတော်ရှင်နဲ့ကုန်းဘက်ကိုထွက်သွားကြတယ်တရွာလုံးအထိတ်တလန့်ဖြစ်ရတဲ့ဒီကိစ္စကိုဘလို့ရှင်းရမလဲလို့ခေါင်းရှုပ်စွာစဉ်းစားရင်းနဲ့ကျွန်ုပ်လည်းအိမ်ကိုပြန်ခဲ့ပါတော့တယ်စိန်မောင်ကိစ္စပြက်ပြီးတော့ရပိုင်းမြတာရှိသေးတယ်ညောင်မင်းတစေတည်င်းကကြားရပြန်ပါတယ်တည်င်းပြီးသူကဈေးမပြန်လာတယ်မသိမြင်ကတွတ်ပြီးရှင်ကြားပြီလားငါထွားကြီးကိုညကညောင်မင်းတစေကခြောက်လိုက်လို့တဲ့ဟီးဟုတ်လားငါထွားစိန်မောင်လို့ပုတ်ချိုးမခံဘူးစိန်မောင်းတက်တော်မှအခြေအနေဆိုးတယ်တဲ့ဟေးဘလို့ဆိုးတာလဲလမ်းဖျားပြီးတော့ကြောင်ကတန်းတွေပြောနေတညလုံးမေတဲ့အဲ့ဒါရှင်သွားကြည့်လိုက်ပါအောင်တော့ငါထွားအိမ်ကိုရောက်ခဲ့တော့အိမ်ပေါ်မှာငါထွားအဖေဦးဖြိုတကြီးဆေးစရာကြီးဦးအေရချမ်းမြတ်တင်တို့အပြင်ဘိုက်ကလေးကိုတွေ့လိုက်ရတယ်လာပြောဦးတို့ပြီငါထွားကကောင်းစွာတတိယဖို့မရှိသေးဘူးတဟင်းဟင်းနဲ့ညီးနေတယ်ငါထွားလူကောင်ကြီးတလောက်အသေးကလည်းငေးပါကွာငါထွားကနာမည်နဲ့လိုက်အောင်ထွားချိုင်းသူဖြစ်ပါတယ်အဖေဦးဖြိုအမေတော်တဲ့ကျုပ်နာမည်ငါထွားချိုင်းတတ်မှပြီးလက်ရဲစရဲလေးရှိသူမို့ညတင်အားထားရတဲ့ညာလက်ယုံတဆူလည်းဖြစ်ပါတယ်ငါထွားရေစိတ်ချအစရိဒီကောင်ကျုပ်ကြည့်ရှင်းလိုက်ပါမယ်အခုလဲသူ့ရဲ့ညာလက်ယုံအရှိမို့ညာရီကိုယ်တိုင်ရောက်နေရတူပါတယ်ထိုစဉ်ကနငါထွားမှာမိန်းနေရမှရှိုးတရက်ဝူဝါထပြီးအော်ရှာတယ်အမလေးဘာဦးတော်အနားမလာနဲ့ကြောက်ပါပြီငါ့ကိုခွန်းလို့ပါဟာဟစ်ကောင်တငယ်ချင်းတတိထားအောင်လေငါရှိတယ်မကြောက်နဲ့မအောနဲ့ငါထွားလူအောင်ကြီးသလောက်အသေးကငေးတာဒီကလူကြီးတွေအနောက်ရှက်ဖြစ်သွားရင်တောင်းမှန်ပါရဲ့ဗျာရှားပါရကွာသူမနေမကောင်းတာပဲသူ့ပါဇက်ကိုလည်းပိတ်မထားပါနဲ့သူနေသားတယ်လို့နေပါစေမောင်မြချင်းဟုတ်ကဲ့ကျွန်တော်ကတကြီးကိုစိတ်အနှောက်အယှက်ဖြစ်သွားမှစိုးလို့ပါရှားပါရကွာအဲ့ဒါနဲ့ငါထွားချင်နေကဘလူလဲဦးအေရချမ်းဟုတ်ကဲ့ညနေလောက်ဆိုရင်တော့အဖျားကျလောက်ပါပဲဒါပေမဲ့ကြောင်ကတန်းဖြစ်နေတာတွေပြောက်ဖို့ကတော့တဲချီဈေးကုန်နေလို့ဖော်ရအောင်မေဗျအဲ့ဒီဈေးဖော်ရင်ဘယ်လောက်ကြာမလဲဆရာကြီးဖော်ရမယ့်ဈေးအမဲတချို့ကုန်နေလို့မြိုင်သာတက်ပြီးဝယ်ရမှနဲ့ဖော်ရမှနဲ့ဆိုတော့နည်းနည်းတော့ကြာမှာပေါ့လေဆရာကြီးအမြန်ဆုံးပြောင်းတာလုပ်ပေးပါကြားတဲ့ငွေနဲ့ခြေကြွားကောက်လဲထိုက်တန်းပေးပါမယ်ဗျာအရင်ကဆိုရင်လူကြီးသူမမရှောင်စကားပြောရင်ဒုဆက်ပြောတတ်တဲ့မြတ်တင်ကအခုတော့နှုတ်ထွက်ချိုးနေပြီးတော့ငါထွားအတွက်လေကိုဖိရင်ဖိကိုညီနေလို့ကျွန်တော်လည်းအမှတ်ပေးမိပါတယ်မြတ်တင်ကဒီလိုကြတော့လေဘယ်ဆိုးလို့တော့ငါထွားလည်းပြန်အိပ်ပျော်သွားပြီမို့ကျွန်တော်တို့လည်းဦးဖြိုနှုတ်ဆက်ပြီးပြန်ခဲ့ကြတယ်ဦးလေးဖြိုကျွန်တော်လည်းပြန်လိုက်အောင်မယ်တော်ကြမှငါထွားတောက်ဖို့ကော်ဖီလာပုတ်ပြီးမယ်နော်အေးမြတ်တင်ကဒီလိုဆိုတော့လေမစိုးပါလားဘိုက်ကလေးကဟုတ်တယ်ဒါပေမဲ့တကူတော့ရှိတယ်စိန်မောင်လေးသူ့တပည့်ပဲစိန်မောင်တော့ဒီကောင်တလောက်ဂယုမဆိုင်ဘူးနော်ဒါတော့ကွာစိန်မောင်နဲ့ဆိုင်ငါထွားကသူအားပူပြီးကိုရတဲ့သူလေပြောရင်ငါထွားနေကငေးတငယ်ချင်းတွေလည်းဖြစ်ကြအောင်ပြီးတော့ငါထွားဖြစ်နေတာကကြောင်ကတန်းတွေပြောပြီးစိန်မောင်ထက်အခြေအနေပိုဆိုးလို့လေဖြစ်ချင်ဖြစ်မှာပေါ့ကွာဖြစ်နိုင်ပါတယ်လေဒီလိုနဲ့ကျွန်တော်လည်းအိမ်ပြန်ရောက်ပြီးနေလေစာစားတော့ပြီးတော့တရီတမောအိတ်ဆက်ရင်ပြင်ခိုင်းဥတုပီအလော30ခေါ်တဲ့အတူခြံဝန်းနဲ့အပြေးဝင်လာသူကအာနိုးလာမောတကြီးကခေါ်ခိုင်းလိုက်လို့ပြို့တကြီးနဲ့မနက်ကပဲတွေ့ခဲ့သေးတာဘာကိစ္စများအရှိပေါ်ပြန်ပါလဲအရှိပေါ်ဆိုငါထွားဆုံးသွားလို့လေဗျ
ဟေးငါတို့ဆုံးသွားလို့မနက်ကပဲကျုပ်တို့တည်င်းသွားမိသေးတယ်ဟာဟုတ်တယ်ဥတုပီရဲ့အခုလေးတွေမှဆုံးတာဒါကြောင့်တကြီးကခေါ်ခိုင်းလိုက်တာငါတို့အိမ်ကိုရောက်ခဲ့ကြတယ်ငါတို့အိမ်ရထက်မှာပုံစံမပြတ်အိမ်နေအတိုင်းပဲရှိနေတယ်ကျုပ်တငယ်ချင်းငါတို့တေးအောင်တက်တဲ့ဘာဦးတရေကိုဒီအတိုင်းကြည့်နေကြတော့မလားဗျတကြီးငါတို့တေးရတေးကြရဲ့လားအိပ်ပျော်နေရများလားကျုပ်အသေးချစစ်ဆေးပြီးပြီဗျသေးတာသေးကြတယ်တကြီးဒီကိစ္စကိုမြိုင်သာရဲစခန်းကိုအကြောင်းကြားအောင်မလားတရေ6ခံရလို့သေးရများအကြောင်းမကြားပါနဲ့တော့ကွာထိုစဉ်လမ်းပေါ်ရွာသားတအုပ်အပြေးတက်လာပြီတကြီးအိမ်မှာမြိုင်သာရဲစခန်းကစခန်းမှုနဲ့အခွဲရောက်နေတယ်ဟေးဟုတ်လားဒီလိုနဲ့ကျွန်တော်နဲ့တကြီးပါစီဟာတကြီးအိမ်ကိုအမြန်ပြန်ခဲ့ကြတယ်အားနာလိုက်တာစခန်းမှုကြီးရဲ့ဒီမှာရွာသားတယောက်နာရီဖြစ်နေလို့တွားကြည့်နေရတယ်။ရှားပါတယ်တကြီးရဲ့ကျွန်တော်တို့ကလည်းဒီမှာအမှုနဲ့ပတ်သက်တဲ့အချက်အလက်လေးတွေယူစရာရှိလို့လာခဲ့တာပါ။အခုဒီရောက်လို့ကြားတာကအခုဆုံးသွားတဲ့ငထွားကိုမောင်ပဦးတစေချောက်လို့လက်မီးသေးရဲ့လို့ပြောကြတယ်။ဟုတ်လားတကြီးဟုတ်ပါတယ်။အေးဗျာဒါဆိုလေတေဆုံးသူငထွားကိုမြိုင်သာတဲပြီးတော့ရှင်ခွဲစစ်ဆေးဖို့တကြီးကကူညိုးနော်ဟာရတာပေါ့စကမ်းမှုကြီးကျွန်တော်တို့ကအခုပဲစကမ်းမှုကြီးစီတည်တဲ့အကြောင်းတင်းပို့တော့မလို့ငါထွားတည်တဲ့အချိန်ထဲမှာတိုက်တိုက်ဆိုင်ဆိုင်ရောက်လာတဲ့စကမ်းမှုကြီးနဲ့အဖွဲလေပြုတ်ွယ်ကိစ္စများပြုတ်ပြီးနောက်ငါထွားအလောင်းကိုတေကပြန်သွားကြတယ်လူတည်တဲ့အချိန်လေးထိဖြစ်လာခဲ့ပြီဖြစ်တာကြောင့်ညောင်မင်းတစီကြီးကိုဘယ်လိုလုပ်ရမလဲမသိတော့တနက်လေးကြောက်မှမဟုတ်တော့တည်ရင်နိုင်နေဆိုတဲ့ပယောကဆရာတယောက်ကိုသာအမြန်ပြေးပြီးတော့ပြင်ကျင်စိတ်တွေပေါ်လာခဲ့တယ်။နောက်ရက်များမှာတော့စခန်းမှုစီမှာအကြောင်းကြားစာရောက်ရှိလာလို့ကျွန်တော်တကြီးနဲ့ငထွားဖေဦးဖြူတို့လည်းညိုင်းသာရဲစခန်းကိုတွားရောက်ကြပါတယ်။ဘာရင်းများထူးလို့လည်းမသိဘူးဥတုပီရဲ့ဟုတ်ပါဟောတကြီးတို့ရောက်လာပြီထိုင်ကြပါစာတန်ပီတဖွင့်နေဆိုတော့ဘာများထူးခြားမှုရှိလို့လဲထူးခြားဆိုအခုငထွားတည်တဲ့ကိစ္စရိုးရိုးတန်းတန်းသိတာမဟုတ်ဘူးခင်ဗျာဘယ်လိုဟုတ်ကဲ့ငထွားရဲ့အလောင်းကိုစစ်ဆေးကြည့်တော့အိတ်ဆေးအလွန်ကျွံတောက်ပြီးတရားချင်းဖြစ်တယ်လို့စေးစာကရေးထားပါတယ်ဟိုအကြောက်လို့မီအိတ်ဆေးတွေတောက်ပြီးကိုများတက်တည်ရောလားဟုတ်ကဲ့အဲ့ဒါတော့စုံစမ်းရအောင်ပါဒါကြောင့်တကြီးတို့အကူကြီးတောင်းပြီးတော့မေးစရာရှိလို့ခေါ်လိုက်ရတာဟုတ်ကဲ့မိပါဦးရတာငထွားအရင်ကအိတ်ဆေးတောက်တောက်တာရှိလားဟင်းမရှိပါဘူးအိတ်ဆေးဆိုတာမြင်တော့မမြင်ဘူးပါဘူးဒါဖြင့်သူမသိဆုံးခင်မှာကော်ဖီကိုဘယ်သူဖြောတိုက်တာလဲကျွန်တော်ပဲဖြောတိုက်တာပါဟိုသူ့တငယ်ချင်းမောင်များတင်ကကော်ဖီမင်းနဲ့ကိန်းမို့လာပို့လို့ဖြောတိုက်လိုက်တယ်ဩမောင်များတင်ကကော်ဖီကွက်တဲ့အိတ်ဆေးခက်လိုက်တာလည်းမဖြစ်နိုင်ဘူးလားမဖြစ်နိုင်ပါဘူးကော်ဖီကိုကျွန်တော်ပဲဖြော်ပြီးတော့ကိုယ်တိုင်တိုက်လိုက်တာမောင်များတင်ကသူတငယ်ချင်းစားတော့တာကြည့်ပြီးအားပေးစကားပြောပြီးပြန်သွားတာပါပြီးတော့မောင်များတင်အနေနဲ့တားကိုလုပ်ဖို့လည်းအကြောင်းမရှိပါဘူးဘာလို့လဲဆိုတော့ကျွန်တော်သားနဲ့မောင်များတင်ဟာတငယ်ချင်းတွေဖြစ်ပြီးတော့တေဆုံးချိန်ထိစားတူတွားတူမှုပါတကြီးတို့မေးကြည့်နိုင်ပါတယ်ဟုတ်ပါတယ်ဒီလိုနဲ့စခန်းမှုကသူသိချင်တာကိုဆက်လက်မေးမြန်းပြီးကျွန်တော်တို့ပြန်ခွင့်ပြုလိုက်တယ်အခုလိုတကူတကလာရောက်ဖြေချပြီးတဲ့အတွက်ကျေးဇူးပါပဲဗျာမလိုပါဘူးစခန်းမှုကြီးရဲ့ရှင်းတဲ့ပြည်သူလက်တွဲကူလို့ဆိုထားတာပဲအရေးကြီးတာကအမှုမှန်မြန်မြန်ဖော်ဖို့ပဲနောက်လဲလိုအပ်ရင်အချိန်မရွေးခေါ်ဖို့ကောင်းပါပြီဗျာကောင်းပါပြီခရီးတို့အမှုမှတရက်ခန့်ကိုမဖော်ထုတ်နိုင်သေးဘူးငထွားကြီးကလေသွေးယူတာယူသေးခြင်းမဟုတ်ဘူးဆိုတော့ကျွန်တော်တို့လည်းစိတ်ရှုပ်ထွေးစွာနဲ့ပြန်ခဲ့ကြတယ်စိတ်ရှုပ်ခေါင်းရှုပ်နဲ့ပြန်လာရတဲ့ကျွန်တော်တို့ရွာကိုပြန်ရောက်လာတဲ့အခါနောက်ထပ်စိတ်ရှုပ်စရာတစ်ခုကစီးကြုံနေတယ်ဒီနေ့ကံမကောင်းကြဘူးလေကျွန်တော်တို့ပြန်ရောက်လို့တကြီးချုံဝင်းအတွင်းကိုလှမ်းမြင်မဝင်ရသေးဘူးအာနိုးလှမှုအပြေးထွက်လာပြီးနတ်ဝင်တဲ့ဒိုးအိမ်ထံကိုသွေးနဲ့ရှိထားတဲ့စာတစောင်ရောက်လာလို့တကြီးစီလာဖို့သွားကြောင်းသတင်းပို့ပါတယ်ပြဆန်းအဲ့ဒီစာ
စာထဲမှာသွေးနဲ့ရေးထားတာကနောက်တစ်ခါနင်းအလှဲ့တကြီးကခေါင်းကုပ်ပြီးတရေကစာရေးနိုင်လို့လားဥတုပင်အဲ့ဒါတော့မပြောတတ်ဘူးတကြီးဒါဆိုရင်တော့ဒီတစ်ခါတင်ရမယ့်သူကဒေါ်အိမ်လို့ဆိုလိုတာပေါ့ဟုတ်ပါဒါပေမဲ့မပူပါနဲ့ဒေါ်အိမ်ကမတင်နိုင်ပါဘူးတကြီးရဲ့ဘာဖြစ်လို့လဲကွာဘာဖြစ်လို့လဲဆိုတော့သူ့မှာကသူ့ရဲ့အရှင်ကြီးအရှင်လက်အရှင်လေးတွေရှိနေရပဲဥစ္စာဒါတော့ဘယ်မှုမှမလဲတကြီးရဲ့ဟုတ်ဘူးလားအရေးရဲ့မင်းရလေတမျိုးထို့စဉ်တကြီးအိမ်ရှိမှလူတစ်ယောက်ခတ်တော့ဖြတ်သွားတော့တွေးလိုက်ရလို့အမတ်တမက်ကြည့်လိုက်တော့ဟေးဟိုမှာနောက်ဝင်တဲ့ဒေါ်အိမ်မဟုတ်လားဟုတ်ပါဗျို့အထုပ်ဦးတွေနဲ့ဒေါ်အိမ်ကတုတ်ရှောက်နေရုံသာမကမျက်စိကလည်းကြီးကန်းတောင်မှဖြစ်နေတယ်ဗျို့ဒေါ်အိမ်လာပါဦးဗျအောင်မလေးရှိုးရခေါ်လိုက်တော့တကြီးအတန်းကြောင့်ဒေါ်အိမ်ကလိပ်ပြလွှဲမတက်ဖြစ်သွားပြီကျွန်တော်တို့ကိုမြင်မှအင်တတီပြန်ဆယ်လိုက်ပြီးတော့အော်တကြီးတို့ပါလားနေပါဦးခမအထုပ်အပိုးတွေနဲ့ဘယ်သွားမလို့တော့ဟိုလေထောက်ရှာယူရွာကိုကျမအမနေမကောင်းမှုဆိုလို့သွားမလို့ပါတကြီးအော်ခမအမလည်းရုတ်တရက်ရှိပါလားဒါနဲ့ခမဒီစာကိုဘလို့ရတယ်ဆိုတဲ့အကြောင်းလက်ပြန်ကျုပ်စီလာရှင်းပြအောင်ဗျာဟုတ်လားဟိုလေအဲ့အကြောင်းအာနုလာမို့ကျမအကုန်ပြောပြီးပြီတကြီးသူ့သာမေးကြည့်ပါတော့နော်အချိန်မရှိလို့ကျမသွားပြီနော်သွားပြီတကြီးရဲ့စကားပြန်လို့တော့မစောင့်နိုင်တော့ပဲတုတ်ချီတင်သွားတဲ့ဒေါ်အင်းကိုကြည့်ပြီးကျွန်တော်တို့လည်းမပြုံးမင်းနဲ့အလုံးကွဲရှင်မောမိကြပါရဲ့သွေးနဲ့ရေးလိုက်တဲ့စားကြောင့်ဒေါ်အင်းတယောက်ရွာမှာမနေတော့ဘဲနဲ့ပြေးချင်းဖြစ်ကြောင်ရေးစားမိလိုက်ကြတယ်မဟုတ်ပါလားသူအရှင်ကြီးအရှင်လေးတွေလည်းမကင်နိုင်တော့ထင်ပါတယ်တပူပေါ်နှစ်ပူစင်းဆိုသလိုပထမမှုမှာတရက်ခန့်မပေါ်သေးခင်ငါတော်ကအိတ်စိတ်အလွန်ကျွံတောက်လို့သိခဲ့ပြီဒီကြားရဲ့ညောင်မတစိသွေးနဲ့ရှိတယ်ဆိုတဲ့စံလေဟုတ်တယ်မဟုတ်တာအပထားငွေဘူးရကဲမောဆိုသလိုရှိနေပြီလူအမှုတရေမှုစဉ်းစားရတာကောင်းတော့မိတောင်လာပြီဥတုဘီလာပြန်ပြီဘာရေးကိစ္စပေါ်လို့ခေါ်ခိုင်းပြန်ပြီလည်းမသိဘူးရှုပ်လာတဲ့တပုတ်ကိစ္စများစဉ်းစားလေခေါင်းပူလေးဖြစ်နေတာမို့ခေါင်းရှုပ်စိတ်တို့နေစဉ်တကြောခေါ်တန်ကြလို့ကျွန်တော်လည်းဒေါ်ဘဘနဲ့ကန်ဆိုးသူမောင်ရှင်ဟိဟောက်ရင်ပြင်ဆင်မိပါတော့လေဟေးတကြောနဲ့ဘဲကောင်းတကြီးပါလားကြွပါခင်ဗျစောစီဘယ်ကလှဲ့လာလဲတကြီးဒီလိုပဲလာတာပဲဗျာတိုင်မင်းစရာလေးရှိလို့ဘာများပါလဲဒီလိုဥတုပြီအခုဆိုကျုပ်တို့ရွာမှာဟိုဟာဖြစ်ဒီဟာဖြစ်နေမဟုတ်လားဒါကြောင့်ရွာလေးတန်သွားအောင်အန်ဒီယကင်းဘေးကင်းလေးဖြစ်သွားအောင်ပရိတ်ရွတ်လိုက်ကောင်းမလားလို့ဟာကောင်းတာပေါ့ဗျရွာသားတွေအားလုံးလည်းအလူပါရအောင်တက်နိုင်သမျှထိတ်ဝင်ခလိုက်တာပေါ့တကြီးဟာဟုတ်ပြီအဲ့ဒီကိစ္စအာနုလာမှုတောင်းဝင်ပေးလိုက်မယ်ခမည်းနဲ့ကျုပ်ကအခုရွာဦးကျောင်းဆရာတော်ရှိသွားပြီးတော့သွားလျှောက်ရအောင်ဟုတ်ကဲ့ပါတကြီးရွာဦးကျောင်းဆရာတော်မှာရွာလုံးကျော်ပရိတ်တရားနားကြပြီနောက်ကျွန်တော်တို့လူကြီးတက်တိုက်ကဆရာတော်နဲ့စကားစမြည်ပြောဆိုနေကြတယ်ဒါနဲ့တကားကြီးပါစေအမှုကဘာတွေများထပ်ပြီးထူးခြားသေးလဲဟဲ့လောလောဆယ်တော့မထူးခြားသေးပါဘူးဖေ။စစ်စေးမင်းမြတ်ချာလောက်ပဲရှိပါသေးတယ်ဖေ။အခုကခရီးတို့အမှုပြင်ငါထွားအေးစေးတောက်တဲ့အမှုကပါထပ်ပေါ်လာတော့ပို့ပြီးတော့ရှုပ်ထွေးကုန်တာပေါ့ဖေ။အင်းပေါ်လေဘာပဲဖြစ်ဖြစ်တရားကိုနှက်ဆောက်ပါတယ်။မိမိပြုတဲ့ကံရဲ့အကျိုးကိုတတော်ဝါရီတံပြန်ခံစားရမှာပါပဲ။အရှင်ဖျားကိုစကားမဆက်ရှောက်ထားပေးရစေ။တရားကိုနှက်ဆောက်နေဆိုလို့ပါ။ဟိုးအရင်တုန်းကရောမဟုတ်မမှန်တာတွေလက်စားတာတွေရှိမှသလားဖေဟာရှိတာပေါ့ကွယ်ခစ်စနစ်တွေဘလို့ပဲပြောင်းလူတွေဆိုတာပုထုဇဉ်တွေမဟုတ်လားကောင်းတဲ့လူဆိုတဲ့သူဆိုတာခက်တိုင်းမှာရှိကြတာပေါ့စကားကုန်ပြောရင်တော့ဖះရှင်လက်ထက်တော်မှာတော့ရှိခဲ့တာပဲအမေရှိမှာဖះဒီလိုကွယ်အခါတစ်ပါးမှာမြတ်စွာဘုရားရှင်နဲ့အာနန္ဒာတို့ကဒေသစာတွေကြွလာတာဂိစာကုံတောင်အနားရောက်မှာဖယုံသည့်အကြီးကြီးပမာဏလောက်ရှိတဲ့ကိုယ့်ရဲ့ဖွားဘက်တော်အနိုင်နိုင်မထားရတဲ့ပိတ်တာကြီးတစ်ကောင်တွေ့ရတယ်တဲ့ဆရာတော်စကားကြောင့်ရွာသားတွေကတီတိုပြုံးစစ်စစ်ဖြစ်ကုန်ကြတယ်ဟဲ့ဖယုံသီးလောက်ဆိုတော့နဲတာမှမဟုတ်တာပဲ
ဟုတ်ပါအဲ့ဒါနဲ့အဲ့ဒီကြောင့်ရှင်အာနန္ဒာကမေးတော့မြတ်စွာဘုရားကဘလို့ဖြေတယ်လဲဆိုတော့အဲ့ဒီပိဋ္ဌာကြီးဟာလူဘဝတုန်းကတရားသူကြီးတူဖြစ်ခဲ့တယ်နဲ့သူဟာမတရားတစ်ဖြစ်တစိုးလက်ဆောင်တွေယူပြီးတော့မတန်ဆုံးပြတ်ခဲ့တာကြောင့်သေလွန်ပြီးတဲ့အခါအခုလိုကိုယ့်ရဲ့ဖွားဘက်တော်ကြီးကိုမနှင်းမထားတဲ့ပိဋ္ဌာဘဝရှောင်းနေရတာတဲ့ဟဲကြောက်စရာကောင်းလိုက်တာဟိုအခုခေတ်မှာရောအဲ့ဒီလိုမျိုးရှိပါသလားဖေဟာရှိတာပေါ့ကွယ်ဘုန်းကြီးတို့တကားတို့မသိကြလို့သာဒီလိုပိဋ္ဌာတွေအများကြီးပေါ့ဒါကြောင့်မှတ်ထားရမှာကအာကုသို့လုပ်တဲ့သူဟာဘသူပဲဖြစ်ဖြစ်တစ်ချိန်ချိန်တော့အာကုသို့ကံအကျိုးပေးတော့ခံရမှာပဲကွယ်ကဲငါလည်းဖျားဖို့သွားဖြေလိုက်အောင်မယ်တင်မဗျာကံဝေကယူပွဲဆရာတော်စကားနှလုံးသွင်းဆင်ခြင်နေကြစဉ်နောက်ဘက်တနေရာမှာတဟီတခွိခွိနဲ့ကြိတ်ရည်တံကြားလိုက်ရလို့လဲကြည့်ပြီးတော့ဗစက်ကိုအတင်းအုပ်ပြီးရည်ချင်းပတ်ကြည့်မျက်နှာနဲ့ရှိနေကြတဲ့ဒင်းတို့နှစ်ယောက်ကိုတွေ့လိုက်ရတယ်ဟိတ်ကောင်နဲ့ဒီမှာလူကြီးတွေရှိရလေကွာမင်းတို့နဲ့ကတော့ပါခမရကတော့ဟိုလေစောကြီးကပြောလို့ဟိတ်ကောင်ပြောလို့မဖြစ်ဘူးနော်အောင်မပြောရင်ကိုမျက်နှာပိုးကမသိဘူးလူကြားထဲလာပြီးတော့ဘာကြီးစရာတွေပြောနေတာလဲဟွန်းဟိုကျွန်တော်တို့ကရေးစရာပြောနေတာမဟုတ်ပါဘူးဆရာတို့ရဲ့တကြီးအကြောင်းပြောနေတာပါဘာကွာဘာငါအကြောင်းပြောနေကြတာဘိုက်ကလေးစကားကြောင့်တကြီးစိတ်တို့ကတော့ပွားနေပြီငါအကြောင်းပြောပြီးရင်းနေကြတာဆိုတော့မင်းတို့ဘာမဟုတ်တာတွေပြောကြလဲအခုထပြီးပြောစမ်းကျွန်တော်တို့မဟုတ်တာတွေမပြောပါဘူးခင်ဗျဟုတ်တာတွေပဲပြောတာပါဘာကွာဟုတ်တာပြောပြီးရည်တယ်ဆိုတော့ပြောစမ်းကွာပြောစမ်းမင်းတို့ဘာပြောရဲဆိုတာမပြောလို့တော့ထိတ်တုံးတော့ဒီလိုပါတကြီးရဲ့ဆော့ဆော့ကဖုံဖုံကပိဋ္ဌာအကြောင်းနားထောင်ရင်းနဲ့စိုးကြီးကပြောပါတယ်တရားစီရင်ကြားတဲ့နေရာမှာတခြားသူတွေတော့ဗလိုက်တာတွေမတရားမှုတွေရှိချင်ရှိလိမ့်မယ်ကျွန်တော်တို့တကြီးကတော့အမြဲတမ်းမှန်ကန်ပြီးတရားမျှတမှုရှိတယ်လို့ပြောပါတယ်ခင်ဗျဟေးဒါတော့ဟုတ်တာပြောတာပဲကွာပြောပါစေပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျွန်တော်ရဲ့ channel ကနေအခုတက်ဆက်ပေးခဲ့တဲ့ဇလန်းလေးရဲ့စသိမ်းပိုင်းကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအပေးနားဆန်တဲ့တွေ့လဲကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့မှာတော့ကျွန်တော်နဲ့ညောင်မင်းသစေးဆိုတဲ့ဇလန်းလေးရဲ့စသိမ်းပိုင်းကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်နေပါဦးအခုမင်းတို့ပြောတဲ့စကားတွေမှာဘာရည်စရာများပါလို့လဲဟုတ်ကဲ့အဲ့ဒီအထီတော့ရည်စရာမပါပါဘူးဒါပေမဲ့ तू ကဆက်ပြောတယ်ပြောစမ်းတကယ်လို့တကြီးလည်းမဖြောင့်မမှန်နဲ့မတရားလုံးမိတာရှိရင်တော့တဲ့ဘာဖြစ်လဲတကြီးလည်းဟိုပိတ်တာကြီးလို့ကိုဖယုံတီးကြီးကိုမနေရမှာတဲ့အဲ့ဒါနဲ့ကျွန်တော်တို့လည်းတကြီးဖယုံတီးကြီးမနေတဲ့ပုံကိုပုံဖော်တွေးမိပြီးတော့ရီးမိတာပါခင်ဗျပရိသတ်ကဦးတက်နေပြီဒါပေမဲ့တကြီးတော်သားသူတို့ပေါ်ပုံကြလာမှဆိုလို့အောင့်ပြီးတော့နေကြတယ်ပြီးတော့လေကိုဖယုံတီးနဲ့ကိုအလုံးရှုံနေမဲ့တကြီးအတွက်စိတ်ညစ်နေမဲ့တကြီးကတော့ဒေါ်ရွှေပုံလေပုံဖော်တကြီးစိတ်မထိန်နိုင်တော့အနီးမှာတွေ့တဲ့ကွန်းအင်းနဲ့ကောက်ပေါက်လိုက်တယ်တကြီးတော်သားမိုင်းကုံရှောက်ပြီးမို့ဘိုက်ကလေးနဲ့စောကြီးလဲចောင်းပေါ်မှာလွှာကနေခုံစင်းကခြေကုံထုတ်သွားကြတယ်ပြေးဟေဖယုံတီးမျက်စောင်းအေးလေတကြီးမျက်စောင်းအကြောင်းသုံးပါမရွှေဘူးဟိုနေရာမရှိတော့မို့တကြီးလဲဝင်းချင်ကိုစိတ်ငိုတယ်ပရိသတ်ကသူ့ကိုကြည့်ပြီးတော့ပြုံးစိတ်ဖြစ်နေလို့တကြီးလဲရှက်ရမ်းတော့တယ်ဟင်ခင်ဗျားတို့ကဘာကြီးတာလဲကျုပ်ကိုကြည့်ပြီးတော့ရီရအောင်ကျုပ်ကဖယုံသိဖြစ်နေလို့လားပရိသတ်ကအယမ်းရှိပါတယ်ဘာလဲဆိုတော့ဒေါသကြောင့်စကားမှားသွားတဲ့တကြီးလဲပရိသတ်ကိုကြော်ခွပြီးတော့ဆင်းပြေးသွားပါတယ်ဆရာတို့ရေညောင်မင်းတဆေကိုအကြောင်းပြပြီးတော့တောမဝင်မင်းနဲ့ဇိမ်ကြနေရကြောင်ရင်နော်ဟုတ်ပါဒါကြောင့်ညောင်မင်းတဆေကိုတော့ရှေ့ကျေးဇူးတင်ရမယ်နော်ဟေးရှူတူကျွန်တော်တတိပေးတယ်မဆုံးလိုက်ဘူးညီကိုချောင်းထဲမှာအိုးခွက်ပကံတန်များနဲ့အတူမသိနေရဲ့ခုနှစ်ချီတန်းကလည်းပေါက်ကွဲထွက်လာတယ်ဘယ်နဲ့တော့မပြောလဲသိမလားအောင်းမိတယ်တကယ်ပြောမှသိမဲ့လူတွေပြောမှသိမဲ့လူတွေဆိုတော့ပြောရတော့မှာပေါ့ကဲကတော့ပြီရှင်တို့ဟင်းစားလေးဘာလေးမရှာကြတော့ဘူးလားဒီလိုပဲငုတ်တုံနေကြတော့မှာလားနေရလဲကွာကိုတူကမထွက်ချင်လို့မဟုတ်တာအခုကညောင်းမီတစေကိစ္စရှိနေသေးတော့ဘာညောင်းမင်းတစေလဲဘာမှမဆိုင်ဘူးသူ့ဘာသာတရေထောက်တာကသူ့အပိုင်းမှာဒီမှာဦးချောက်နေတာကကျုပ်တို့အပိုင်းဘာမှမဆိုင်ဘူး
မဟုတ်ဘူးလေကွယ်ကျွန်တော်ပြောတာကတော့ဘာမှစင်ကြပေးမနေနဲ့ရှင်းပါစက်ကပြီးတဲ့စင်ကြကိုမလို့ချင်ဘူးတကယ်လက်တွေ့စင်ကြမဲလို့ချင်တယ်ဒီနေ့တော်တို့ဆရာတပည့်တော်တဲ့ဝင်ထားပဲမင်းမျက်နှာရှိနေလို့ပေါ့ဘိုက်ကလေးဟာဒီမင်းကတော့ဖနှောက်စာကျွေးမိတော့မယ်ဒါလည်းကောင်းတာပဲစင်ကြတော့မဟုတ်ဘူးလူချတော့ပေါ့ဗျာတဲဒင်းကတမျိုးဒီလိုနဲ့ကျွန်တော်တို့ဆရာတပည့်လည်းမရှိမကောင်းရှိမကောင်းရှိုးမတော်တွေကိုဝင်ရောက်ခဲ့ရပါတယ်ရရစာတွတ်ပြီးလာပြီးဟဲ့တပည့်ကျော်ဘိုက်ကလေးလည်းပါတယ်နော်ကန်ဆိုးဖို့များဖန်လာသလားမသိဘူးနေ့လည်ကင်းရောက်သည့်တိုင်ဘာသားကောင်မှမတွေ့ရသေးဘူးဘိုက်ကလေးတောကောင်တွေဘယ်ရောက်ကုန်တာလဲကျွန်တော်တို့ကိုကြောက်လို့ဗီဇာယူပြီးတော့တောပြောင်းကုန်ပြီထင်ပါရဲ့ဗျာအေးဗီဇာယူပြီးတော့နိုင်ငံခြားပြောင်းသွားရင်လေနိုင်ငံခြားထီကိုလိုက်ရမှာပဲနှမဆိုအင်္ဂါဟာကြီးကလွေတာမဟုတ်ဘူးဟွန်းထားကြလုံးလာတော့ရှိပါတယ်ကံအကျိုးမပေးဘူးလို့ဆိုရမယ်ညနေဆောင်လာသည့်ဘာသားကောင်မှမရပါဘူးဒီနေ့ကမကောင်းမှလားမသိမြင်ပါဇက်ကိုကြောက်နေလို့နေဝင်တရောရောက်သည့်တိုင်တားကောင်ကိုရှာပြီးမဲ့မရတဲ့အစုံစိတ်လျှော့ပြီးတော့ပြန်ခဲ့ကြရရှာထိတ်နာအရှောက်မှာကျွန်ုပ်တို့ဆရာတပည့်ကအတိုင်ပင်မဲနဲ့ခြေလမ်းကိုမနှဲပရဲအုပ်လိုက်မိတယ်ညောင်မတစီလမ်းမြင်နေရတဲ့ညောင်မင်းကြီးကနေဝင်တရောမှာလာလှဲ့လို့ဂုတ်ချိုးအန်းဆိုတဲ့ပုံစံနဲ့တစီကြီးတကောင်စောင့်ကြောက်ထိုင်နေအသွင်ရှိနေရကျွန်တော်တို့မှချက်သိမ်းဖြန်းဖြန်းထားမိပါတယ်ကျွန်တော်တို့လည်းမန်တင်းပြီးသွားဟန်ပြင်ပါတယ်ဒါပေမဲ့ရှေ့တိုးမရအောင်ဘေးရမလဲဘိုက်ကလေးကကျွန်တော်အင်ဂျီကိုတင်းတင်းဆွဲပြီးတော့တန်မိုးဆွဲသလိုရှက်နေရမဟုတ်ပါလားဘိုက်ကလေးဘေးနေရှက်နေရလဲတွားမယ်လေကွာတိုက်တွန်းတော်လဲဘိုက်ကလေးကမရွေ့သေးဘူးဖြက်လို့ဖြစ်ပါမလားဆရာတို့ရဲ့ဟာမဖြက်လို့ဘယ်ဖြစ်မလဲဒီတလမ်းမရှိရအောင်ဒါလဲတော်ရဲပြောင်းဝင်ပြီးတော်ရဲမှာအိမ်မလို့လားဟိုရင်းညောင်းမင်းသစီဘိုက်ကလေးတန်က6လုံးလို့တုံရင်နေတယ်တကယ်တော့ကျွန်တော်လည်းရွှန်းတွန်းတာဒါပေမဲ့ဆရာပြီမို့ဟန်ကိုဖို့လုပ်ရတယ်ဟာဘိုက်ကလေးရဲ့ညောင်မင်းတစီကမင်းတို့ကြောက်တယ်ဆိုပြီးမင်းတို့ပဲပြောခဲ့ပြီးတော့ဟင်အဲ့ဒီတော့ကနေကင်းပကြီးပြလူတွေကလည်းအများကြီးအခုကကျွန်တော်တို့2ယောက်တည်းမင်းနဲ့ကြောက်တဲ့ရန်ကောတပည့်ကြီးရဲ့မင်းဆရာကျွန်တော်တယောက်လုံးပါသေးတယ်ဟင်ပြီးတွေ့လဲဘာရေးလဲကွာကျုပ်တို့မှတနက်ပါတာပဲနှလုံးပြူးနဲ့စော်ထဲလိုက်အောင်ပေါ့မဟုတ်ဘူးလားဟုတ်ဘူးဟိုကတရေဟာတနက်နဲ့ပြစ်လို့ဘယ်ရမလဲဗျဟင်ဒုက္ခပါပဲတဟင်းဒီဟင်းနေတဲ့ဘိုက်ကလေးကိုကျွန်တော်စိတ်မရှိတော့ဘိုက်ကလေးမင်းဒီတိုင်းပဲရက်နေမယ်ဆိုရင်ကျွန်တော်တို့ဒီမှာပဲမိုးချုပ်သွားလိမ့်မယ်နော်ဟင်အခုချိန်ကျမှအလင်းရောင်နည်းနည်းရှိသေးလို့တစရထွက်ချင်မှထုံပါမိုးချုပ်ပြီးဆိုရင်တော့တေချာတော့တွေ့မှာပဲကဲမင်းဘာလို့မလဲပြောဖြစ်နိုင်တယ်အဲ့ဒီခါမှပဲဘိုက်ကလေးခြေလဲကြွလာပြီးရှိကိုတိုးလာတယ်ရှားတက်သမျှဖျားစာတို့ကပေါက်တိကပေါက်ချယူရင်းနဲ့ညောင်းမင်းအောက်ကိုရောက်လာကြတယ်ဖြန်းကနေထသွားတဲ့ချက်သိန်းနဲ့အတူတက်ပင်မမညီးတန်ကြီးကြားလိုက်ရတယ်အောင်မလေးကျုပ်တည်းကြားလိုက်ရတဲ့ညီးယူတန်ကြီးကြောင့်ကျွန်တော်တို့ဆရာတပည့်ရဲ့ခေါင်းနှပန်းကြီးသွားတယ်ဟဲ့ဘာကြီးလဲဖျားညောင်းမင်းတစ်စိတခါမှမကြုံဘူးတဲ့တရေကိုစကားဖြစ်တာကြားဘူးတဲ့တရေအခုတော့တရေနဲ့နှစ်ဖူးတွေ့ဒူးတွေ့နေရပြီမို့စိတ်လေးပြာကခန့်ငငယ်ချင်းဒါပေမဲ့ဟန်ကိုဘူးဆိုတဲ့စကားအတိုင်းပဲဟုတ်ကွာညောင်မင်းတစ်စိမကလို့ဘာကောင်ကြီးပဲဖြစ်လာခြင်းနဲ့ကောင်လားမကြောက်ဘူးကွာနှလုံးပြူးစာကျွေးပြလိုက်မယ်ကျွန်တော်ကိုဘာမှလို့တော့ဒါဆိုရင်ပြစ်တော့လေကျွန်တော်လည်းအတန်လာရညောင်မင်းပေါ်မှန်းပြီးတော့ပြစ်ဖို့မောင်းတင်လိုက်ရဦးကြီးတို့ကိုဘိုက်ကလေးဟိုင်တရေကဒုနာမည်ကိုသိနေပါလားဘိုက်ကလေးကဂုတ်ချေးဖို့စရင်တို့ထားလို့နေမှာပေါ့ဗျပြစ်အမြန်ပြည့်ကျွန်တော်လည်းပြစ်ဖို့ဟန်ပြင်လိုက်ရမပြစ်ပါနဲ့ကျွန်တော်ဘာဦးပါဟာဘာဦးရဲ့သိကြပြီဒါဘာဦးတစ်စိပဲပြစ်ပြိုးပြည့်နေပေါင်းကွာကျွန်တော်စိတ်ထဲတစ်မျိုးဖြစ်နေလို့အေးမင်းကမောင်ဘာဦးဆိုရင်လေကျွန်တော်တို့မနှောက်ရှက်နဲ့ဘဝချင်းကမတူတော့ဘူးလေကဲမောင်ရေအမြကျွန်တော်မသိပါဘူးလူအဆက်ပါဘာလို့အဆက်ပါဘိုက်ကလေး तू မသိဘူးဆိုပါလားတရေစကားမယုံနဲ့ဟာမင်းလူအဆက်ဆိုရင်အောင်စိမ့်ခဲ့မဟုတ်လို့ကတော့ကျွန်တော်တနက်စာအမိပဲဆက်တော့တရေကိုဘင်းနဲ့အောက်ကိုခုန်နေရတာလေအောက်ရောက်မှဂုံချိုးခံနေရအောင်မယ်မင်းကလေအချိန်တွေကိုစောင့်ကြည့်စမ်းမအောင်ကွာအ
ကြားလိုက်ပါဘူး။တစ်ပင်ပေါ်မှာလူတံမင်းမဲအရာတစ်ခုဆင်းလာပြီးတစ်ပင်ချင်းမှာပုံလဲကျသွားတယ်။ဟာလဲကျသွားပြီ။ဒီလိုနဲ့ကျွန်တော်လဲတနက်နဲ့ချိန်ရွယ်ရင်အတိတ်ကြီးစွာနဲ့ချင်းခတ်သွားတယ်။ဆရာတော့တိတ်အရင်မကူနဲ့တရေကမူရမာယာလောက်တာဖြစ်နိုင်တယ်နော်။မောင်ရီဝူတဝါအလင်းအောင်မှာလဲကျနေသူရဲ့မျက်နှာကိုကြည့်လိုက်တော့မောင်ပါဦးမှာမောင်ပါဦးဆဲကျွန်တော်လဲတုံဆိုင်မနေတော့ပဲမောင်ပါဦးကိုပြေးယူပွေးထုံမိလိုက်တယ်။ဟာဆက်တော့မလုံနဲ့ပြုံးကနေထပြီးတော့ကုတ်ချိုးလိုက်လိမ့်မယ်မောင်ပါဦးဟေးဘိုက်ကလေးလာပါကွာဒါမောင်ပါဦးဆက်ပါကိုရီလည်းချစ်တာပူနေတယ်အဲ့ဒီအခါကျမှဘိုက်ကလေးလည်းမရဲတရဲနဲ့ချင်းကပ်လာပြီးမောင်ပါဦးကိုကင်လွယ်ကြည့်ကဟာဟုတ်တယ်ဖြိုးအဖျားကြီးပြီးတစ်လစ်နေပြီသူ့ရွာရဲခေါ်သွားလို့တော့မဖြစ်သေးဘူးသူတို့အမှုကပြီးသေးတာမဟုတ်ဘူးဒါဆိုဘယ်ကိုခေါ်သွားမလဲအေးကျွန်တော်လည်းအဲ့ဒါကိုပဲစဉ်းစားနေတာဟာတတိယပြီဟိုတော့ရဲ့ညာပဲအစမှာပဲအဖိုးတာရဲ့လေဆောင်တဲဟောင်းလေးရှိတယ်အဲ့ဒီဘက်ကိုလူသိမ့်မလာဘူးအေးဟုတ်ပြီလောလောဆယ်အဲ့ဒီတဲလေးမှာပဲမောင်ပါဦးဝတ်ထားမယ်ဒီလိုနဲ့ကျွန်တော်တို့ဆရာတပည့်မောင်ပါဦးကိုအဖိုးတာရဲ့လေဆောင်တဲလေးစီကိုတည်သွားကြတယ်ကဲဘိုက်ကလေးရေမင်းကအိမ်ကိုအရှင်ပြန်ကျွန်တော်ကိုမသိနေမင်းရဲ့တကြီးအိမ်မှာကြံခဲ့တယ်လို့ပြောဟုတ်ကဲ့ပြီးရင်လိုအပ်တဲ့စီးဝါးနဲ့စားစရာတွေကိုမသိမြင်မသိအောင်ဒီယူလာခဲ့မင်းကိုလည်းဘယ်သူမှမတွေ့စင်နဲ့နော်ပြပြရှိပါစေကြားလားစိတ်ချပါဒါနဲ့မင်းတယောက်တည်းပြန်လာရဲရလားတော်ကြညောင်မင်းတစီနဲ့တွေ့နေမှာဆိုတော့ဆရာတွက်ကလည်းမကြောက်တော့ပါဘူးဗျညောင်မင်းတစီမှမဟုတ်ခင်နဲ့သိပါဘူးကွာညောင်မင်းတစီကိုမင်းကြောက်နေသေးလားလို့ကျွန်တော်တို့ဆရာတပည့်နှစ်ဦးသဘောကျစွာနဲ့ခက်အောင်ရှိလိုက်တယ်ရှိတဲ့နေရာတော့ညာဦးရှံမှာပြန်လွင့်သွားပါတယ်ဒီလိုနဲ့ကျွန်တော်တို့ဆရာတပည့်လည်းမောင်ပါဦးအဖိုးတာရဲ့တဲလေးထဲမှာဝတ်ထားရင်ပြုစုကုသပေးနေတယ်။ညောင်မင်းတဆေးရဲ့အရှင်ဝါကြောင့်တဲဘက်ကိုလူသွားလူလာမရှိအောင်မို့များစွာအဆင်ပြေပါတယ်။အလိုကတုတ်ပြီးရှင်တို့ဆရာတပည့်တောဝင်စားမလို့လား။ဒါပေါ့ကွာဒါပေါ့ထူးထူးဆန်းဆန်းတော့အခုတလောတောဝင်တာရက်ဆက်ပါလား။ဝင်ရမှာပေါ့ကွာအိမ်တော်ဦးစီးဆိုတော့မယားကျွေးမှုတောင်းဝင်ကြီးမှမင်္ဂလာတရားနဲ့ပြည့်စုံပြီမဟုတ်လား။ဟုတ်သေးပါဘူးအရင်ကတောတစ်ခါဝင်ဖို့ဆိုရင်ဗစက်လဲပြောင်းလိုက်အောင်ပြောနေရတဲ့သူဟာအခုမှနေ့စဉ်တော့ဝင်နေလို့ဒီမိန်းမနဲ့စကားပြောတာတရားသဘောမပါလိုက်တာမနေ့ကတွတ်ပြီးနဲ့ဒီနေ့တွတ်ပြီးဘယ်တူပါမလဲကွာလုံးပြန်ပြီထားပါတော့ဒါနဲ့ရှင်တို့တောဝင်ရွာပြင်ထိတ်ညောင်မင်းကြီးအောက်ကဖြတ်သွားတာမဟုတ်လားဟုတ်တယ်လေနှုတ်အရင်တော့တောဝင်ဖို့ပြောရင်ညောင်မင်းသစေအကြောင်းပြတဲ့လူကအခုကျတော့မကြောက်ပြန်ဘူးလားအေးကွာအဲ့ဒါဒီလိုရှိတယ်အရှင်ကတော့ညောင်မင်းသစေကိုကြောက်မိတာဒါပေမဲ့အခုတော့မကြောက်တော့ဘူးဘာဖြစ်လို့လဲဆိုတော့လောကမှာမင်းထက်ကြောက်စရာကောင်းတာမရှိလို့ပဲမရှိလို့ပဲဟာသိပလားဘာပြောလဲမသိမြင်တရားတုတ်ပြန်စကားမစုံနိုင်ခင်ကျွန်တော်တို့ဆရာတပည့်လေအိမ်ပေါ်မှာတုတ်ချီတင်ထွက်ခဲ့တယ်ဆွေးခုံကြံခဲ့တဲ့မသိမြင်ပုံရိပ်ကိုမြင်အောင်ရင်းနဲ့ကျွန်တော်တို့ဆရာတပည့်လေတဟီးဖြစ်နေကြတယ်ညနေအိမ်ပြန်လာလို့ကတော့ဆရာတို့နားပြီးသားမှန်ထုံးစံအတိုင်းတောဝင်ရင်အကြောင်းပြပြီးမောင်ပါဦးရှိရလေဆောင်တဲလေးကိုရောက်လာကြတယ်မောင်ပါဦးရေစနေပြီလားခဏမသိမြင်ထမင်းချက်တာနောက်ကျသွားလို့ဟဲ့မစားသေးပါဦးကြီးတို့ရဲ့မောင်ပါဦးကကျွန်တော်တို့ကျေးဇူးနဲ့အဖျားပြောက်ကထူထူထောင်ထောင်ရှိနေပြီစားကွယ်မောင်ပါဦးစားတော့ပြီးနောက်ကဲမောင်ပါဦးရေမင်းအဖြစ်ကိုပြောပြပါဦးဒါမှရှေ့ဆက်ဘလို့လုံးရမလဲဆိုတာစဉ်းစားလို့ရှာမှာဟုတ်ကဲ့ဒီလိုပါအဲ့ဒီနေ့ညနေကခရီးနဲ့ကျွန်တော်ချောင်းဆန်နာမှာချင်းတွေ့နေကြတယ်ကိုပါဦးခရီးတို့ဘလို့လုံးကြမလဲညတင်တို့ဘက်ကလက်ထပ်ဖို့ရက်တောင်တတ်မှတ်နေကြပြီကိုပါဦးရဲ့ဟုတ်လားဟုတ်တယ်ခရီးကိုပါဦးနဲ့မခွဲနိုင်အောင်ကိုပါဦးကလွဲရင်ဘသူ့ကောင်မှလည်းမယူနိုင်အောင်စိတ်ထားပါကွယ်ကိုပါဦးလည်းခရီးကိုသူများလက်ထဲအပမခံပါဘူးကိုပါဦးအမြန်စီစဉ်မှာမယ်ဘာရင်းများစီစဉ်ချင်သေးလို့လဲပါဦးရဲ့ရုတ်တရက်ထွက်ပေါ်လာတဲ့ဟာတိုက်တန်ကြောင့်အထိတ်တလန့်လှမ်းကြည့်ပြီးတော့ညတယ်နဲ့သူ့အပေါင်းအသင်းများဖြစ်ကြတဲ့ငထွားနဲ့စိတ်မောင်ညတယ်ဟုတ်တယ်ညတယ်ပါရဲ့ဗျမကြခင်ခရီးနဲ့လက်ထက်မဲ့တဒူးသားလောင်းလေးပါဗျဟဲ့လို့ကိုညတယ်ခရီးကကျွန်တော်ချစ်သူဆိုတာသိလျက်နဲ့ခမရလုံးရတယ်ဗျဘာကွာဟိတ်ကောင်ပါဦး
စကားကိုစင်ကြင်ပြောစမ်းပါကွာခရီးကအရင်ကမင်းချစ်သူပေမဲ့အခုဆိုငါဇနီးလောင်ဖြစ်နေပြီကွာလာခရီးကိုနဲ့ပြန်ကြဆိုဟင်းမလိုက်ဘူးကိုပါဟုခရီးကိုကဲပါအောင်ချစ်သူခရီးရဲ့တနာစပွဲအကူကြီးတောင်းတန်ကြောင်းမောင်ပါဦးလည်းများတွေကိုပြင်းဝင်ထိုးပါတယ်ဟဲ့လူအခုတော့ဒါပေမဲ့မောင်ပါဦးများတဲ့စီမရှောင်းလိုက်ပါအောင်ငထွားရဲ့လက်သီးချက်နဲ့ဖင်ထိုင်ကြတယ်ဟာအနူလက်နဲ့ရွှေခွက်နှိုက်တဲ့ကောင်ပညာပေးလိုက်ကြစမ်းကွာများရဲ့စကားကြောင့်တခင်အားရကြုံပါဝလှုပ်ချင်နေကြတဲ့ငထွားကြီးနဲ့စိန်မောင်တို့ရဲ့လက်သီးခြေထောက်တွေကပြန်ဝဲကြလာတယ်မောင်ပါဦးရဲ့အဖြစ်ကြောင့်ခရီးလေးများတဲ့လက်မှာရုံးကန်ထွက်ပြီးမောင်ပါဦးလက်ကိုဆွဲပြေးပါတယ်ကိုပါဦးလာကျမတို့ပြေးကြစို့အောင်မယ်ဒီလိုပြေးလို့ငါလက်ကလူယူလာဟစ်ကောင်ပါဦးတေးပြီးတော့များရဲ့ဓမြောင်ကမောင်ပါဦးရှိမဝင်ကခရီးကိုထိုးဆိုင်ဝင်သွားတယ်ဟင်ခရီးကိုထိသွားပြီကိုပါဦးလွန့်ပြေးခရီးကသူ့အချက်ကိုအသက်ပေးပြီးတော့တက်တည်ပြသွားခဲ့တယ်ကိုလက်ပေါ်မှာအသက်ပြောက်သွားရှာတဲ့ချစ်ရသူရဲ့အဖြစ်ကြောင့်မောင်ပါဦးမျက်စိတွေဘာမှမမြင်တော့ဘူးသိစမ်းမကန်ရက်နိုင်လို့တုတ်ပြန်ရတယ်မကြားလိုက်ပါဘူးလူယုံလူအေးမောင်ပါဦးတယောက်ရတယ်တို့လက်ချက်နဲ့မြေကိုပုံကြပါတယ်သိပြီစရာအာစရီဘာဦးလို့ကြော်သွားပြီဗျဘယ်လိုလုပ်ကြမလဲဘာလို့ရမလဲဒီကောင်အလောင်းလက်စားပြောက်သွားချောင်းနဲ့ပစ်ချလိုက်အောင်ပေါ့ပြီးရင်ဒီတက်တေကန်တမြောင်လေးရှာမရောက်ရဲပစ်ချလိုက်မယ်ပြီးတော့ခရီးကိုပါဦးတက်တဲ့ပုံစံဖြစ်အောင်လုပ်ထားပြီးရင်ပြီပေါ့ကွာပိုင်မအာစရီယာမင်းတို့လည်းရွာထဲမှာဟန်မပြက်ပြီးနေကြကျန်တာငါကြည့်ရှင်းလိုက်မယ်ကြားလားဟုတ်ကဲ့တကယ်တော့ကျွန်တော်တို့သူတို့ကတီးတဲ့တင်ပြီးချောင်းထဲကိုပြစ်ချလက်စားဖြောက်ခဲ့တာဒါနဲ့ကျွန်တော်လည်းချောင်းထဲတော်တော်ဝေးထိညှောလိုက်ပြီးတော့မှတန်းဆက်မှာအင်ဂျီကိုချွတ်တင်ခဲ့ပြီးတောထဲမှာခဏခုနေလိုက်တယ်အချက်မှတော့ရွာထဲကိုပြန်လာပြီးအကျိုးကြောင့်ပြောမလို့ပဲဒါပေမဲ့ခရီးကတေးပြီးတက်တရားမရှိဘူးဒီတော့ကျွန်တော်ပြောတဲ့စကားထက်များတင်တို့လူစုပြောတဲ့စကားကိုလူတွေကယုံကြည်မှာပဲလို့တွေးမိပြီးရွာထဲမဝင်တော့ဘဲနဲ့ညောင်မင်းကြီးပေါ်တက်အိမ်နေလိုက်ပါတော့တယ်ဒါနဲ့နေစမ်းပါအောင်ဘာဖြစ်လို့တရေဟန်ဆောင်နေခဲ့ရလဲပြောပါအောင်အဲ့ဒါတော့ငကိုတော့ကအစီအစဉ်မရှိပါဘူးဝတ်တုတ်ကြောင့်ဖြစ်သွားတာပါဝတ်တုတ်ခရီးမောင်လေးဝတ်တုတ်ကိုပြောရလားဟုတ်ပါတယ်ကျွန်တော်မှတညာလုံးတစ်နေ့လုံးဘာမှမစားသေးတော့ဘိုက်ကအရန်စားနေပြီအဲ့ဒီမှာဝါတုတ်ကိုတတိယလိုက်တယ်။သူကကျွန်တော်ချစ်လေးချစ်တယ်။သူ့အမနဲ့လည်းအရန်ကိုသဘောတူတယ်။အဲ့ဒါနဲ့အစားအသောက်တွေရှူပေးဖို့အကူအညီတောင်းမယ်ဆိုပြီးဝါတုတ်နွားကြောင်းတဲ့နေရာကိုတွားတွေ့လိုက်တယ်။မောင်ပါဦးတော့တွေ့တော့ဝါတုတ်ကမကြောက်ဘူးလား။ဟာဘယ်ပြောကောင်းမလဲ။တရေဆိုပြီးထွက်ပြေးလို့မနေ့ကမှီအောင်လိုက်ဖမ်းပြီးတော့ရှင်းပြရတယ်။ဝါတုတ်ရဲ့အဖြစ်ကြောင့်ကျွန်တော်လည်းတရေဟန်ဆောင်ကိုစဉ်းစားလိုက်မိတယ်။ဘာဖြစ်လို့လဲဆိုတော့လောလောဆယ်ကျွန်တော်ဘက်မှာတက်တည်မရှိဘူးပြီးတော့ရဲစခန်းရောက်ရင်အရင်ဆုံးတော့အဖမ်းခံရမှာပဲပြီးတော့ခရီးကိုတက်တဲ့များထင်ကိုကျွန်တော်ကိုယ်တိုင်တက်တည်နေတကွရဲလက်ကိုအချင်တယ်ဒါနဲ့ဝါတုတ်ကိုတင်ပေးလိုက်တယ်ဆိုတော့ဟုတ်တယ်ဗျဒီကောင်တရုတ်ဆောင်ပြင်းပုံကတော့ရွာတွေကလူတွေဆိုအကုန်လန့်သွားတာပဲမင်းကပိုလန့်နေဆိုတဲ့အကြောင်းလေးထည့်ပြောလေကွာဆရာတို့ကလည်းအဲ့နဲ့အကြောင်းစုံသိသွားတဲ့ဝါတုတ်ကအဝတ်နဲ့နေတိုင်းကျွန်တော်စားဖို့တောက်ဖို့ယူလာပြီးတယ်အေးဟုတ်ပြီဒါကြောင့်အဲ့ဒီတော့ဝတ်တုတ်အမေပြောတာမှတ်မိသေးတယ်ဘာများပါလဲဝတ်တုတ်အမေကဥတုပြီးရဲတဲ့သူသားဘာဖြစ်နေလဲမသိဘူးတရေ6ခန်းရပြီးကြရထမင်းကို2ယောက်စာလောက်စားနေတယ်တဲ့ဝတ်တုတ်ကကျွန်တော်အတွက်တိတ်ပြီးတော့အရှိပါခဲ့တာပါကျုံတိုင်းရွာရဲ့သတင်းတွေကိုပြန်ပြောပြတယ်ဒါကြောင့်ကျွန်တော်လည်းစီစဉ်စရာတွေကိုစီစဉ်လုပ်ကြတာပေါ့တချို့ကိစ္စတွေကတော့ရှင်းပါပြီမရှင်းတာတွေတော့မေးပြစီအောင်မေးပါဦးကြည့်တော့စိန်မောင်ကိုဂုတ်ချိုးတဲ့ကိစ္စတို့ငါတော်တို့ကိစ္စတို့လည်းရှင်းပါအောင်ဒါဒီလိုပါကျွန်တော်ကဝတ်တုတ်ကိုအမဲသွေးတွေနဲ့အင်ဂျီတစ်ထည်ရှူခိုင်းပြီးအဲ့ဒီအင်ဂျီမှာအမဲသွေးတွေတုပ်ပြီးတော့ခြောက်တာအောင်ကျွန်တော်သဘောကစိန်မောင်တို့ခြောက်လန့်ပြီးသူတို့လှုပ်ခဲ့တာတို့ရဲစခန်းသွားပြီးတော့ဝန်ခံခိုင်းမယ်ပေါ့တွားပြီးတော့ဝင်မခိုင်းမင်းကိုဂုတ်ချိုးတတ်မယ်ဘာညာနဲ့ခြောက်မယ်ပေါ့ဗျာအဓိကသူတို့ထဲကတယောက်ကတက်တည်လို့ဖို့လိုနေတာအောင်ဟုတ်တာပေါ့ဒါပေမဲ့ကျွန်တော်တော့ဘာမှမပြောရသေးဘူးကျွန်တော်တွေ့ရနေပြီးတာတန်းနေရပဲဒါပေမဲ့သူ့ကုန်းမှာဂုတ်ချိုးခင်ရတယ်ဆိုရင်တရားတော့ရှိရင်နော်ဟုတ်တယ်ဒါတော့တကယ်တိုက်ဆိုင်မှုပါရဲ့ဗျာ
သူချော်လေးတဲ့အချိန်မှာညောင်ကိုင်းတကိုင်းကလည်းကျိုးပြီးတော့သူ့ကုန်းပေါ်တက်တက်ကျသွားခဲ့တာအမလီကုန်းချိုးနေပြီဗျဒီလိုဒါပေမဲ့အဲ့ဒီဖြစ်ကညောင်မင်းတစေကုန်းချိုးတယ်ဆိုပြီးတော့ပို့ပြီးတော့နာမည်ကြီးသွားတော့အမှန်ပဲပြောဟုတ်ပါကွာကျွန်တော်တောင်သူလောသူလာဖြစ်သွားသေးတယ်ငထွားတည်တယ်ကြာတော့ကျွန်တော်တကယ်စိတ်မကောင်းဖြစ်မိပါတယ်ပြီးတော့ဒီကိစ္စမယိုးသားဘူးလို့လည်းထင်တယ်ဟေးဘလို့အဲ့ဒီနေ့ကလည်း30တိုင်းငထွားကို6တော့သူလည်းစိတ်မောင်းလို့ပဲဘာမှမပြောရသေးပြီးတော့တာအောင်ဖောင်းတရဲ့ဦးကြီးတွတ်တော့လည်းသိရတဲ့အတိုင်းငထွားလူသားမကြောက်တာတရေတစီဆိုရင်ကြောက်တတ်တာသူ့ပြစ်မရှိဘူးဟုတ်ပါဘာကြောက်တယ်လဲတော့မမင်းနဲ့အကြောက်လွန်ပြီးကြောင်ကတန်းနေပြောနေတောင်းတောင်းကျွန်တော်တို့သွားကြည့်တော့တွေ့ရသေးတယ်အဲ့ဒီလိုကြောင်ကတန်းနေပြောလို့လေသူတရားတာလို့ကျွန်တော်ကတော့ထင်နေတယ်ဘယ်လိုဖြစ်တာလဲဘာလို့ရဲ့ဒီလိုလေညားတယ်နဲ့စိန်မောင်ကသူတို့လှုပ်ထားတဲ့ကိစ္စကိုအခုလိုငထွားကရှောင်ပြီးတော့ပါဇက်ကနေပြောမှဆိုလို့လူတွေလည်းရှိမ့်မိသွားမှဆိုလို့ဟုတ်ပါဒီတော့လူတွေမရှိမိခင်ငထွားအိတ်ဆေးခတ်ပြီးတော့နှုတ်ပိတ်လိုက်တယ်လို့ကျွန်တော်ထင်တယ်ဟုတ်တယ်ဖြစ်နိုင်တယ်ဒါဆိုနောက်ဝင်တဲ့ဒေါ်အင်းစီကိုသွေးနဲ့ရှိတဲ့စာပို့လိုက်တာရောမင်းမဲမဟုတ်လားဟုတ်ပါတယ်ဒီဘွားကြီးပောက်ကရတွေပြောပြီးတော့အမေနဲ့ပြဿနာထက်ထက်မှဆိုးလို့ပါပါဇက်ပိတ်သွားလုံးလိုက်တာပါပိုင်ပါဗျာအဖွားကြီးတော့သူ့အရှင်ကြီးတွေတောင်မကေနိုင်တော့တခါတည်းအထုတ်ပြင်ပြီးပြေးတော့တာပဲဒါပြည့်စာဝတ္ထုကသွားထားပေါ့ဟုတ်ပါတယ်အေးကွာတင်းတော့တင်တာဘေးနဲ့တရေကစာရီပါရီရေးလို့ဆိုပြီးအေးလေကိစ္စတွေကတော့ရှင်းပါပဲဒါပေမဲ့ကျွန်တော်တို့ကြီးလည်းသိနေလို့မဖြစ်သေးဘူးဒါကြောင့်ရဲစခန်းသွားပြီးတော့ဖြေရှင်းစေချင်တယ်ဟုတ်ကဲ့ပါကျွန်တော်ကဒီလိုမျိုးအမြဲတမ်းပုံမနေချင်ပါဘူးကျွန်တော်အချိန်နည်းနည်းလောက်ထပ်ပေးပါဘာဖြစ်လို့လဲမြန်သွားပြီးတော့အစိတ်ခံလိုက်တော့မြန်ပြီးသွားတာပေါ့ဒီလိုပါဒီတရက်2ရက်အတွင်းမှာများတင်မြို့သွားလိုက်မယ်ချိုတင်ရှောင်းတဲ့သဘောပေါ့ဩအဲ့ဒီတင်းကိုဝတ်တုတ်ကလာပြီးပြောတာဒါကြောင့်များတင်မြို့မသွားခင်အမှုပေါ်ကျွန်တော်ဟန်နဲ့စူးစမ်းကြည့်ချင်လို့ပါအေးလေဒါဆိုတော့လေခွင့်ပြုရမှာပေါ့ဒါပေမဲ့ဦးကြီးသဘောကတော့အချိန်သိပ်ပြီးတော့မဆွဲစေချင်တော့ဟုတ်ကဲ့ပါဒီကောင်ဒီတရက်2ရက်အတွင်းသွားမှသိချပါတယ်တပူပေါ်2ပူစွန့်လေဖြစ်နေပါအောင်မောင်ပါဦးရဲ့စိတ်ချပါဦးကြီးတို့ရဲ့ကျွန်တော်မှအစီအစဉ်ရှိပါတယ်ဒါပေမဲ့ဦးကြီးတို့နဲ့ဘိုက်ကလေးတို့အကူညီတော့လူလိမ့်မယ်ဟေးတို့ရဲ့ကိုကြီးဟုတ်တယ်ညာရင်သွားမယ့်ရက်ကိုသိရရင်အသေးစိတ်အစီအစဉ်ကိုဝတ်တုံနဲ့ပြောခိုင်းလိုက်ပါမယ်ကျွန်တော်အကူညီပေးချအောင်နော်စိတ်ချပါကွယ်အမှုမှန်ပေါ်ကျွန်တော်တို့ကူညီပါမယ်မောင်ပါဦးဒီလိုနဲ့ကျွန်တော်တို့လည်းရွာထဲမှာဟန်မပြတ်နေကြရင်ညတဲ့ရဲ့အခြေအနေကိုစောင့်ကြည့်နေကြတယ်ဆရာတို့ရေထမင်းစားပြီးရွာထဲကိုရှောက်ကြရအောင်အေးကောင်းသားပဲညတဲ့အခြေအနေလည်းအကဲခတ်ရတာပေါ့ရွာထဲမှာကပရိရွတ်ဖက်ပြီးကလေးကညောင်မင်းသစေ6တာမကြတော့လို့ပုံမှန်တိုင်းလှုပ်ရှားသက်ဝင်နေပါတယ်ရွာလေလမ်းမကြီးအရောက်မှာညတဲ့ကိုတွေ့လိုက်ရလို့ဟေးမောင်မြတ်တင်ပါလားဘယ်သွားမလို့လဲကွာအော်ဟိုဘက်ရွာကကြီးတော်စီကိုသွားမလို့ဗျကျုံမနဲ့ပြန်မြို့ကိုသွားတော့မှာဆိုတော့မုတ်ပုံးလေးတောင်းနေနှုတ်လေးဆက်ရင်ဆိုပါတော့ဗျာနှုတ်ဆက်မင်းဆိုတော့မောင်မြတ်တင်ကကြာမှာမို့လားအေးဗျာခရီးကိစ္စနဲ့ကျွန်တော်လည်းစိတ်လီတယ်လို့ဖြစ်နေတယ်ဒါကြောင့်စိတ်ပြေလက်ပြောက်အလုပ်လေးပါလေးတွန်းလို့မှာဆိုတော့ကြာတင်ကြလိုက်မယ်အေးကောင်းပါလေကွယ်ဒါနဲ့ကိုမြတ်တင်ကဟိုဘက်ရွာမှာကြာမှာလားဗျအေးစစ်စစ်ညနေစာစားပြီးမှပြန်လာမှာဘာဖြစ်လို့လဲဘိုက်ကလေးရဩညမအိပ်ဘူးဆိုရင်လေကျွန်တော်ပါလိုက်လင်ကောင်းမလားလို့အဲ့ဒီရွာကအပြူတွေကအတော်ချောဆူပဲသွားစင်တာတပိုင်းသိနေပြီလူကံမရှိလို့သာအော်ဒီလိုလားအဲ့ဒီအတွက်တော့ဘာမှမပူနဲ့ငါတယောက်လုံးရှိတယ်ကျဲတဲ့လောက်သာငန်းမင်းဘသူမှလက်ဖြားနဲ့မတူစေအောင်တကယ်လားတကယ်ပေါ့ကွာပြီးရင်အဲ့ဒီရွာကနာမည်ကြီးထိန်းနေပါမင်းအဝတိုက်မယ်တာတို့ဗျာတာတို့အဲ့လေးဟုတ်ပါအောင်ကဲဆရာတွေ့ရင်ကျွန်တော်ကိုမြတ်တင်နဲ့လိုက်သွားလိုက်အောင်မယ်နော်ဟိုအပြန်မိုးချုပ်ရင်ချုပ်မှာဆိုတော့မမမြင်ုံလဲစိတ်မပူဘူးပြောပြီးနော်အေးပါအော်နောက်ပြီးအိမ်မှာလုံးစရာတွေလည်းဆရာအတွက်ပဲလုံးလိုက်ပါတော့နော်အေးပါကဲဒါဆိုကျွန်တော်သွားပြီနော်သွားပြီပြောဥတုပြီဘိုင်းဘိုင်းတပည့်ကျော်ကတော့ပေါ်လာတဲ့အခွင့်အရေးအမိရစုပ်ကိုင်ရင်နဲ့ညတဲ့နဲ့ပါသွားပြီဒ
ဒီညများတယ်မပြန်လာမှမပူရတော့ဘိုက်ကလေးကမပြန်အောင်လှော်နေလိမ့်မယ်တေတော်ရင်ငါတပည့်များရင်ပြန်လာမှတေးချပြီမို့စီစဉ်တရားရှိတာတွေအချိန်မီစီစဉ်ဖို့ကျွန်တော်လည်းဟူတီပြေးရတယ်များတယ်ကမနှက်ပြန်ဆိုမြို့ကိုသွားတော့မယ်ဒီညမောင်ပါဖို့အတွက်နောက်ဆုံးအခွင့်အရေးပဲအဆင်ပြေပါစေအချိန်ကညာဦးပင်တန်းခဲ့ပြီများတင်တဲ့ဘိုက်ကလေးကပေါ်မလာသေးဘူးအကြလိုက်ပါဦးဘိုက်ကလေးရဲ့နဝင်ပီရဲ့တစမ်းမှမရှိတဲ့တချင်းအော်ဆိုတန်ကြီးကိုခက်ဝေးမှကြားလိုက်ရတယ်နှစ်ယောက်သားရိုင်ထိုးနဲ့ရွာထိတ်ညောင်မင်းကြီးနဲ့မလန်းမကန့်ရောက်လာကြတယ်ကိုများရင်တွန်းနေပြကျွန်တော်ထိုင်လိုက်အောင်မယ်တချင်းတကြောနဲ့ပြန်လာတဲ့များတယ်တယောက်ညောင်မင်းအောက်ရှောင်းမှာသူ့ရှိမှရက်နေလူတယောက်ကိုတွေ့လိုက်လို့ဟေ့ငါသွားမယ်လမ်းပိတ်ပြီးရက်နေရဘေးကောင်လေနားချင်းပြီးထင်တယ်ကျွန်တော်ပါကိုမြတ်တင်ရင်ဘာဦးလေဘာဦးပါဘာဦးဆိုတဲ့အတန်ကြောင့်ညာရင်တရားအမှုပြည့်တယ်လို့ဖြစ်သွားတယ်ဘာဦးလေဘာဦးကတေးပြီးပဲကွာမင်းဘသူလဲမှန်မှန်ပြောစမ်းခက်ပါလားဘာဦးမသေးလို့ခမည်းတွေ့ရတာပေါ့ဗျဘာဦးကရှေကူးတက်တယ်နော်တော်ကြကြရင်ခမည်းနဲ့တွေ့ဖို့ခရီးလေးရောက်လာမှာခရီးခမည်းသိရမဟုတ်လားခရီးဟဲ့ကောင်မင်းမဟုတ်ကလမ်းမပြောနဲ့ခရီးကသေးပြီကွာကိုမြရတယ်နဲ့တဲခတ်ပါလားကျုပ်ကလည်းသေးပြီဆိုမသေးလို့အခုခမည်းရှိရက်နေရပေါ့ဗျမဖြစ်နိုင်ဘူးကျုပ်လိုပဲခရီးလည်းမသေးဘူးဆိုတာမကြခင်ခမည်းကိုယ်တိုင်တွေ့ရပါလိမ့်မယ်မဖြစ်နိုင်အောင်မင်းတို့ကသေးပြီဒါဆိုတရေပဲဖြစ်ရမယ်ခတ်ပါလားကိုမြတင်ကျုပ်တို့ကမှမသေးတာဘင်းနဲ့တရေဖြစ်ရမှာလေဗျမဟုတ်ဘူးမင်းနဲ့ခရီးကိုငါကိုယ်တိုင်60မှာတက်ခဲ့တာပါဘာဖြစ်လို့မင်းတို့ကမသေးရမှာလဲရောကျုပ်တို့မသေးတာဟုတ်ခမည်းမယုံရင်ခမည်းရောနောက်တစ်ယောက်ရှိပါသေးရဲ့ဗျဘယ်သူလဲဘယ်သူရမှာလဲခမည်းအချစ်ဆုံးငယ်တငယ်ချင်းကြီးငါထောလေးဗျာငါထွားငါထွားမဖြစ်နိုင်ဘူးငါထွားလေးသိပြီပဲဟာခက်ပါဗျာငါထွားမသိပါဘူးဆိုနေမှာဘာဖြစ်လို့မသိရမှာလဲကွာငါထွားကိုငါကိုယ်တိုင်ကော်ဖီထဲအေးဆေးတွေထည့်တိုက်လိုက်တဲ့ဟာသိပြီနားလေလားဒါဆိုကျုပ်တို့3ယောက်စလုံးကိုခမည်းတက်ခဲ့တာပေါ့ဟုတ်လားကိုမြတယ်ဟုတ်တယ်ကွာဟုတ်တယ်တခါတည်ရတာတော့မမတ်တဲ့ကောင်နေနှစ်ခါတည်စမ်းဟဲ့ပြောဆိုရတဲ့ကဓမြောင်ကိုဆွဲထုတ်လိုက်စဉ်အောင်မြင်ခန့်ညားတဲ့အမိတ်ပြီးတဲ့အတူဟေးရက်လိုက်စမ်းလက်နေဓမီကြောင်တွေကများရင်ကိုပေါ်ဖျားကျသွားတယ်ကျွန်တော်အစီအစဉ်ပြုထားသည့်အတိုင်းမောင်ရိပ်ခိုနီယာမှာထွက်လာကြတဲ့စခန်းမှုနဲ့ရဲတပ်ဖွဲ့ဝင်များတွေ့လိုက်ရတာမို့ညရင်ကခေါင်းကိုက်စိုက်ကြသွားတယ်ဟဲ့ကောင်ဓားချလိုက်ကျင်ရတယ်မင်းဘလူပဲရှောင်ရှာစဝစ်ဖေးပြေးလို့မလွတ်ပါဘူးအမှန်တိုင်းဝင်ခံလိုက်ပါဟုတ်ကဲ့ခရီးကိုမတော်တဆတက်မိတဲ့အတွက်ဘာဦးကိုဒေါသထွက်နဲ့အသေးရိုက်ပြီးတေးပြီးမှတ်လို့ချောင်းလေးပြစ်ချပြီးတော့လက်စဖျောက်ခဲ့ပါတယ်ပြီးတော့ဘာဦးကိုတရက်ခန့်ထင်အောင်တင်းလွှင့်ခဲ့ပါတယ်အဖော်ပါခဲ့တဲ့စိန်မောင်နဲ့ငထွားကိုနှုတ်ပိတ်ခန့်ဖြစ်ငွေတော်တော်များများပေးခဲ့ပါတယ်ဒါပေမဲ့မတက်မှတ်ပဲညောင်မင်းတစိပေါ်လာပြီးတော့အချောက်ခံလိုက်ရတဲ့ငထွားကကြောင်ကတန်းတွေရှောက်ပြောနေလို့ကြာရင်လူတွေရင်းမိကုန်မှဆိုလို့နှုတ်ပိတ်လိုက်ရတာပါအဲ့ဒီနေ့ကကော်ဖီမင်းနဲ့ကိတ်မှုတွေယူလာပြီးငထွားဖီကိုကော်ဖီဖြောခိုင်းလိုက်ပါတယ်ကော်ဖီရပြီမောင်မြတင်ရဲ့ဦးကြီးလက်တော့ပေါ်မှာမရှိဘူးလားအော်ဟုတ်တာမင်းလူဟေတွားယူလာအောင်မယ်ငထွားဖီမိဖို့ချက်ကလက်တော့ပေါ်မှာတွားယူနေတော့အိတ်ဆေးမှုတွေထိတ်လိုက်တယ်မင်းကွာကိုရွာသားအချင်းချင်းကိုရက်ဆက်လုံးရပါပြီမြတင်ရဲ့ကျွန်တော်မှားပါတယ်တကြီးရဲ့ကျွန်တော်အပြစ်ပေးကြပါကဲတကြီးရဲ့ကျွန်တော်တို့လည်းဝတရားလေးတွေရှိလို့ခွင့်ပြုပါအောင်ကောင်းပါပြီစခန်းမှုကြီးရဲ့ကျေးဇူးအထူးပါပဲဗျာမြတင်နဲ့စိန်မောင်ဖမ်းဆီးပြီးတော့မြိုင်သားရေးစခန်းခေါ်ဆောင်သွားပြီးဆရာတော်ပြောသလိုပဲတရားကိုနှက်ဆောက်ခဲ့ပြီးဖြစ်ပါတယ်ညောင်မင်းတစီဖော်တဲ့အမှုလိုပဲပြောရတော့မှာပဲဘိုက်ကလေးရဲ့ဟုတ်ပါဗျာဟုတ်ပါဘောင်ပါဦးရဲ့အဖြစ်အပျက်ကတရွာလုံးမှာပြောစရာဇလန်းတစ်ခုဖြစ်ခဲ့ရပြီအခုတော့ညောင်မင်းတစီလေးနေထိတန်သွားပြီမို့ကျွန်တော်တို့ကြုံတိုင်းရွာလေးရလေပုံမှန်တိုင်းတက်ဝင်လှုပ်ရှားနေပါတယ်စောအိမ်လို့စောထားလို့စောလမ်းလျှောက်ကြပါစို့အချင်းတွေငြိမ်းချမ်းသွားပြီဖြစ်တယ်လို့
တပည့်ကျော်ဘိုက်ကလေးတစ်ယောက်ကလည်းငင်းချက်သားကောင်းနေတာမို့ကျွန်တော်မှအံ့အားသင့်ရပါတယ်။ညောင်မတစေလည်းမရှိတော့ရဟာဒင်းဘနဲ့ကြောင့်လမ်းလျှောက်မထွက်ပေနဲ့အိမ်မှာပဲကုန်နေတယ်လည်းမသိဘူး။ကျွန်တော်လည်းဒီအကြောင်းသိချင်လို့တော့နေပင်ထိုးမှအိမ်ယာကထလာတဲ့ဘိုက်ကလေးကိုဆက်ဆုပ်မိပါတယ်။ဘိုက်ကလေးညောင်မတစေမရှိတော့တာဘယ်နဲ့လမ်းလျှောက်မထွက်ပေနေပင်ထိုးအောင်အိမ်နေရလဲ။ကျွန်တော်ရဲ့အမေကြောင့်ဘိုက်ကလေးမျက်နှာရှုံသွားပြီ။ဟာမလျှောက်ချင်တော့ပါဘူးဗျာ။ဟေးဘာဖြစ်လို့လဲ။ဘာဖြစ်ရမှာလဲ။ဟိုနေ့ကယူပါခင်နဲ့ချစ်သူဆရာဝန်လေးဆိုတာရွာရောက်လာတယ်လေ။အဲ့ဒါယူပါခင်လည်းအလုပ်ခွင်ဝင်ရတော့မှာမို့ဒီမနေ့ပဲတူတူပြန်သွားကြပြီ။ဒါကြောင့်ဒီနေဖင်ထူအောင်အိတ်နေရပေါ့ဒီလိုနမလို့ကတော့ကိုနဲ့လိုက်အိမလိုက်အိတန်အိမတန်အိမကြည့်ပဲနဲ့ဟိုတက်ဆုဆိုလားထွက်ဆုဆိုလားအဲ့ဒါကြီးနဲ့မျက်စိနောက်လုံနေပြီပေါ့တော့မမမြင်ရလေဗျာဘိုက်ကလေးရေဝေးမောင်ဘိုက်ကလေးလာနေပြီတူလာနေပြီဘသူလာလို့လဲဟာသွားမယ်သွားပြီသွားတော့မယ်ဟိုကျွန်တော်မင်းနေမကောင်းလို့အိတ်နေတယ်လို့ပြောပြပါနော်အထိတ်တလန့်နဲ့အိမ်ပေါ်မှာလွှားကလေးပြေးတက်သွားတဲ့ဘိုက်ကလေးအပြုတ်မှုကြောင့်ကျွန်တော်တို့မှအံ့အားသင့်ရပါတယ်မသိနေမင်းမောင်ကဘလို့ဖြစ်သွားတော့ကျုပ်လည်းဘယ်သိပါမလဲတော့အာယုံရှုပ်ပါမောင်ဘိုက်ကလေးရေခေါ်တဲ့နဲ့အတူခြံဝင်းနဲ့ဝင်လာသူကယူပါခင်ရဲ့ဖေဦးမြခင်ဦးတုပေမောင်ဘိုက်ကလေးတယောက်ရောဗျရှိဟိုနေမကောင်းဖြစ်နေလို့ဗျကိစ္စရှိလို့လားဦးမြတင်ကိစ္စရေတော့မဟုတ်ပါဘူးမနေ့ပြန်စောထားပြီးလမ်းလျှောက်ရအောင်မောင်ဘိုက်ကလေးကိုလာပြောတာပါဟုတ်ကဲ့ကျွန်တော်ပြောလိုက်ပါမယ်ဦးမြတင်ပြောလို့ပြောတာမဟုတ်ဘူးဗျမောင်ဘိုက်ကလေးကအာကစားဘဟုတုတအတော်ကျွေးသွားတယ်ဗျသိလားကျွေးသွားမှာပေါ့ညဘက်ဆိုရင်လေကိုဝင်းရဲ့စမ်းသားဆိုင်မှာအာကစားဂျာနဲ့ဟောင်းတွေယူလာပြီးတော့နှုတ်တိုက်ကြက်မှတ်နေတာ哦အခုသမီးကလည်းပြန်သွားပြီဆိုတော့ကျုံမကလမ်းလျှောက်ပေါ်မရှိတော့ဘူးလေဟုတ်တာပေါ့မောင်ဘိုက်ကလေးကတော့မနေ့တိုင်းလမ်းလျှောက်နေချဆိုလို့သူ့ပဲအဖော်လုပ်ပြီးတော့ရှာတော့မှာပဲလေဟုတ်တာပေါ့ကဲဒါဆိုရင်လေမောင်ဘိုက်ကလေးကိုပြောလိုက်ပါဗျမြန်မြန်နေကောင်းလုပ်ပါလို့သူ့ရဲ့လမ်းလျှောက်ဖို့ကြီးဦးမြခင်ကမြန်မြန်နေကောင်းလုပ်ပါလို့သူ့ရဲ့လမ်းလျှောက်ဖို့ကြီးဦးမြခင်ကလမ်းလျှောက်ဖို့မျှော်နေပါတယ်လို့ဟုတ်ကဲ့မောင်စိုးတင်မောင်လည်းတွားပြီးတော့ရှာတာ2 ရက် 3 ရက်ရှိပြီမတွေ့ဘူးသူ့ကိုလည်းတွားပြီးတော့နှိုးဆော်လိုက်အောင်မယ်သူလည်းလမ်းလျှောက်တာအလွန်ဝါသနာပါတယ်ဆိုပဲဗျတွားအောင်မယ်နော်ဦးတို့ပေဟုတ်ကဲ့ပြောဆိုနဲ့ဦးမြခင်ကသူ့အတ္တဘောကြီးကိုအနိုင်နိုင်တေးရင်းနဲ့ထွက်ခွာသွားတယ်လူပြိုကြီး2 ဦးကတော့သူတို့မွေးတဲ့မြေသူတို့ပြန်လောင်ခဲ့ပြီကောင်းတယ်ဦးမြခင်ထွက်သွားပြီးမကြလိုက်ပါဘူးခြံထဲကိုကတော့ကမျိုးနဲ့ပြေးဝင်လာသူကလူပြိုကြီးစောတက်မှာဟဲ့မင်းရလေနောက်ကကြားလိုက်တာလားဘာဖြစ်လို့လဲပြောမနေပါနဲ့ဗျာဒီလူကြီးကကြားတဲ့ဆိုးရဲ့လူကြီးဗျာဘယ်နဲ့ဒီလောက်ချမ်းစီးနေရတဲ့ကြားတဲ့လူလမ်းလျှောက်လာခုန်နေရလေဟွန်းအခုလဲဘိုက်ကလေးနဲ့အဲဒီကိစ္စတိုင်မလို့ထွက်လာတာဗျာကန်ကြီးလို့ထိတ်တိုင်မတူတာတော်သေးတာပေါ့ဗျာဥတုပီခြံထဲဟာဒီလူကြီးထွက်လာတာကိုကျွန်တော်အရင်မြင်လိုက်ပြီးပုံလိုက်နိုင်လို့အောင်မမင်းတို့ကအခုကြမှာတမျိုးဟိုတုန်းကတော့အဲ့ဒါလောက်ချမ်းစီသေးမှာအားကစားမျက်နှိုးနေလိုက်တာများဒါတော့ဆရာတို့ရဲ့ဟိုတုန်းကဒီလူကြီးနှစ်ဘေးမှာကအချမ်းပြေလေးပါနေတာဟုတ်ဗျာကဲစောကြီးအဲ့ဒီကိစ္စကြိုဘယ်လိုရှင်းကြမလဲငါလည်းမတွေးတတ်လို့မင်းစီကိုပြေးလာတာပေါ့ဟာဒုက္ခပါပဲကွာငါလည်းမကြံတတ်ဘူးဖြစ်နေတယ်ကဲပါကွာဒါလောက်လည်းရတဲ့မအေးဖြစ်မနေကြနဲ့ကျွန်တော်အကြံပေးပါမယ်လုပ်ပါအောင်ဗျာအားကိုးပါတယ်အခုကိစ္စမှာကမင်းတို့ဒီလိုရှောင်းနေရကလည်းကြာရှည်ရှောင်းနေမှာမဟုတ်ပါဘူးဖျားတယ်နားရဲဆိုတာလည်းတရက်2 ရက်ပဲကောင်းလိမ့်မယ်နာတာရှည်ယောဂကောက်ကငင်ကဖြစ်နေတယ်ဆိုရင်တော့နာတာရှည်ဆိုရင်လေမင်းတို့ကအိယာထဲမှာဘလောက်ကြနေနိုင်မှာမို့လို့လေဒါလည်းဟုတ်တာပဲမထင်တဲ့တနေ့ तू ကပြုံးစားစီလူမမလာမင်းအလိန်ပေါ်သွားမှာပေါ့ဒီလိုကျွန်တော်ကဒီလိုစဉ်းစားထားတယ်ပြောပါဆရာတို့ကခေါင်းကောင်းပြီးသားဆိုတော့သိပြီးသားဒီတကဦးမြတင်လာမင်းရင်ဘိုက်ကလေးနဲ့စောတင်မအောင်ရန်ကုန်မှာအလုတ်သွားလို့တာနှွေးပေါက်လောက်မှပြန်လာလိမ့်မယ်လို့ဘယ်နဲ့လဲသိကောင်းတဲ့အကြံပါဒါဆိုအားလုံးငြိမ်းပြီဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်ကလူကြီးစကားပြောရမှာလိန်နာတိသွားရင်ကျွန်တော်မကောင်းဖြစ်တော့မယ်
ဟာဒါပေါ့ကျွန်တော်တို့ကဒီလိုပဲအဖြစ်ခံပါမလဲဟုတ်ပြီဒီလိုဆိုရင်မင်းတို့ကကျွန်တော်စီမံတယ်လို့နေမယ်ပေါ့နော်ဟာနေပြီးသားပဲကောင်းပြီဒါဆိုရင်ဒီနေ့ကစပြီးနှွေးပေါက်တဲ့ထိအိမ်လေးကအိမ်ကြီးမထွက်ခင်နဲ့အိမ်တွင်းပုံလုံးနေကြပြီတော့ဗျာဒီနေ့ကံမကောင်းပါလားပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျွန်တော်ရဲ့ channel ကနေဇလံကောင်းများစွာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနားဆင်တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်